ခွင့်သာတုံလွတ်အောင်ယုံတဲ့စတင်ပြီးတော့နာယူကြည်ညိုရရအောင်ဗျာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်မော်စီတော်ကျောင်းတိုက်တော်မှာတရင်သုံးတော်မူစဉ်ကာလကောသလမင်းကြီးရဲ့တစ်ချိန်လုံးကတိုက်ပွဲပေါင်းများစွာကိုအနိုင်ရအောင်တိုက်ပြီးတော့ပေးခဲ့ဘူးတဲ့ပါဝိယကလို့အမည်ရတဲ့ဆင်ကြီးတစ်ကောင်ရှိတယ်တဲ့အဲ့ဒီဆင်ကြီးအသက်ကြီးလာတဲ့အခါကျတော့ကောသလမင်းကြီးကဆင်ကြီးကိုဖေးမဲ့ပေးတယ်တော့ဆင်ကြီးကသွားခြင်းရသွားလာခြင်းရလာစားခြင်းရစားဒီလိုနေတယ်ပေါ့အဲ့လိုနေရင်တနေ့တော့သာဝတိမြို့ရဲ့အရှိတ်ဘက်မှာရှိတယ်နော်ကြာရီပေါက်နေတဲ့ရေကန်တွေကိုကြာဆွေကြာရင်းတွေကိုစားဖို့ဆိုပြီးတော့အဲ့ဒီဆင်ကြီးကဆင်းတယ်အဲ့လိုဆင်းရင်နဲ့ကြာဆွေကြာရင်းတွေကိုသူစားရင်တောင်းရင်ရှာရင်ဖွင့်ရင်နဲ့အဲ့ဒီရေကန်ရဲ့ရွှွန့်လွန်နေမှာအဲ့ဒီဆင်ကြီးဟာနစ်တယ်တဲ့အဲ့လိုနစ်တဲ့အခါကျတော့ဆင်ကြီးကပြန်ပြီးတော့မယုံနိုင်တော့ဘူးဆင်ကြီးကအိုလဲအိုပြီးအသက်လဲကြီးပြီဆိုတော့ခွန်အားနည်းနေတယ်ပေါ့အဲ့လိုမယုံနိုင်တာကိုရှင်ဦးကြီးကသိတဲ့အခါဘုရင်မင်းမြတ်ကိုသွားပြီးတော့တော်ဦးတင်တယ်ဒီလိုဒီကြောင်းမဲ့ဆင်ကြီးကတော့ရွှွန့်လွန်နဲ့နစ်နေတယ်ဒါဘယ်လိုလုပ်ရမလဲပေါ့အဲ့လိုပြောတဲ့အခါကျတော့မင်းကြီးကကဲအဲ့ဒါမင်းဘယ်လိုလုပ်ချင်လဲအဲ့ဒီမှာဆင်ဦးကြီးကဉာဏ်ရှိတဲ့အတွက်ကြောင့်ဒီဆင်ကြီးကတစ်ချိန်လုံးကစစ်ပွဲတွေမှာအကျိုးမှန်တဲ့အောင်မြင်အောင်တိုက်ခိုက်ပေးခဲ့တဲ့ဆင်ကြီးစစ်စိတ်စစ်သွေးအလွန်မှထက်သန်တဲ့ဆင်ကြီးဒါကြောင့်ဒီဆင်ကြီးကိုဒီရွှွန့်ညွန်နေတဲ့ကနေယုံထွက်သွားအောင်ပံ့ပိုးတဲ့နေရာမှာရုပ်ပိုင်းဆိုင်ရာခွန်အားကိုပေးဖို့ဆိုတာတော့မဖြစ်နိုင်တော့ဘူးဒါကြောင့်စိတ်ပိုင်းဆိုင်ရာခွန်အားကိုပေးကြည့်မယ်ဆိုတဲ့စိတ်ကူးနဲ့အဲ့ဒါဆင်ဦးကြီးကဘုရင်မင်းမြတ်စီကနေပြီးတော့ဟိုစစ်တီတွေနောက်စစ်မောင်းတွေစစ်စီတွေအဲ့ဒါတွေကိုသူကခိတ္တခဏနောက်ဘုရင်ကြီးကနေငှားပြီးတော့ယူတယ်ယူပြီးတော့အဲ့ဒီဆင်ကြီးနာကိုသွားပြီးတော့နောက်စစ်သားတွေစစ်တိုက်တဲ့ဟာစစ်စီတွေကိုတီးတယ်စစ်မောင်းတွေကိုထုတယ်တိုက်ကြခိုက်ကြလို့အဲ့လိုအတန်လေးပေးတဲ့အခါကျတော့ဆင်ကြီးကတကယ်စစ်ပွဲတွေကိုရောက်နေတယ်လို့သူ့ကိုယ်သူထင်သွားတယ်ပေါ့အဲ့ဒါနဲ့သူ့ရဲ့စိတ်တွေတက်ကြွပြီးတော့တခါတည်းယုံကန်လိုက်တာအဲ့ဒီရွှွန့်ညွန်နေတဲ့ကနေပြီးတော့လွတ်မြောက်သွားတယ်တဲ့အဲ့ဒီဆင်ကြီးဟုတ်လားအဲ့လိုလွတ်မြောက်သွားတာကိုဆင်ကြီးကိုဆင်ဦးကြီးကဒီလိုနော်ရွှွန့်ညွန်နေတဲ့ကနေလွတ်မြောက်အောင်နော်ကြိုးစားအားထုတ်ကြတာကိုဒီကံရဲ့ဘေးကနေပြီးတော့လူတွေကဝိုင်းပြီးတော့ကြည့်ကြအဲ့ဒီတည်းမှာလည်းပဲဆွမ်းကံပြန်လာတဲ့ယဟန်တော်တချို့လည်းပါတယ်အဲ့ဒါကိုကြည်ရင်းနဲ့ယဟန်တော်ရဲ့စိတ်ထဲမှာအံ့ဩတယ်ပေါ့ဘာအံ့ဩလဲဆိုတော့အော်စိတ်သက်ရဲ့ခွန်အားဟာအင်မတန်အားကြီးပါလားအစာတုန်းကမယုံနိုင်တဲ့ဆင်ကြီးဟာစိတ်သက်မှာအားတက်လာတာနဲ့ငကိုယ်တုန်းကမလုံနိုင်တဲ့အလုပ်ကိုလုံနိုင်သွားတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကြီးရောက်တဲ့အခါကျတော့ဒီလိုဒီအကြောင်းသူတို့တွေ့ခဲ့တဲ့ကြုံခဲ့တဲ့အကြောင်းအရာကိုမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားအစာတုန်းကမယုံနိုင်တဲ့ဆင်ကြီးဟာစိတ်သက်မှာခွန်အားတွေတက်လည်လာပြီလဲဆိုရောအဲ့ဒီရွှွန့်ညွန်နေတဲ့ကနေယုံထွက်သွားနိုင်တယ်ဘုရားအဲ့ဒါကိုမြတ်စွာဘုရားကနားထောင်တော်မူပြီးတော့စကားနောက်မှာတရားပါအောင်မြတ်စွာဘုရားကကြိုးစားအားထုတ်တယ်နော်ဒီဆင်ကြီးကပဂရိရွှွန့်ညွန်နေတဲ့ကနေပြီးတော့ယုံထွက်သွားနိုင်အောင်ကြိုးစားအားထုတ်ပါလားအဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဘာပြောလိုက်တုံးဆိုတော့စိတ္တတို့တဲ့အဲ့ဒီပဂရိဆင်ကြီးဟာပဂရိရွှွန့်ညွန်နေတဲ့ကနေသူ့ကိုယ်သူလွတ်မြောက်သွားအောင်ကြိုးစားအားထုတ်တယ်လို့သင်္ချစ်သားတို့လည်းပဲဒီဆင်းရဲလာတဲ့တန်တရားဝိဒုက္ခတွေကဒီပူလောင်လာတဲ့ရှုပ်ထွေးလာတဲ့ကိလေသာတွေတဲကနေပြီးတော့မိမိကိုယ်ကိုလွတ်မြောက်အောင်ယုံကန်နိုင်ရမယ်တနည်းအားဖြင့်မိမိရဲ့စိတ်ကလေးဟာကိလေသာတွေထဲမှာနှိမ့်မွနေတာပဲများတယ်အဲ့ဒီအနေအထားကနေပြီးတော့စိတ်ကလေးကိုကိလေသာဒီဟုသောရွှွန့်ညွန်နေတဲ့ကနေလွတ်မြောက်အောင်သင်တို့လည်းပဲကြိုးစားအထောက်ရမယ်မိမိကိုယ်ကိုတန်တရားဝဆင်းရဲကလွတ်မြောက်အောင်ကြိုးစားအထောက်ရမယ်ဆိုတာဒီစိတ်ကိုကိလေသာကနေလွတ်မြောက်အောင်ကြိုးစားအထောက်ရမယ်လို့ပြောတာ ਨੇ အတူတူပဲဟုတ်လားစိတ်ဟာကိလေသာကမလွတ်ဖဲနဲ့တတ္တဝါဟာလည်းပဲတန်တရားဒုက္ခကမလွတ်မြောက်နိုင်ဘူးနော်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်အဲ့ဒီဂါထာလေးကတော့နော်ဒေသနာတော်ရဲ့အစီအနှစ်လို့ပြောလို့ရမယ်လို့ဥစဉ်ထင်ပါတယ်ဘာပြောလဲဆိုတော့အပမဒရတဟောတာသစိတမနုရကထဒုက္ခဥဒ္ဒရထတနံပင်ကေတနောဝကုံစရောအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့အပမာရရတဟောတာမမိတ်မလျော်ခြင်းအပမာဒတရားနိုင်မွေလျော်ကြကုန်သည်ဖြစ်ကုန်လော
နံပါတ်1မြတ်စွာဘုရားတိုက်တွန်းလိုက်တယ်အပမဒဆိုတဲ့မမေ့မလျော့မှုမှာသင်္ချသားတို့ပျော်နိုင်ရမယ်တဲ့နော်အပမဒရတဟောတာနောက်သစိတ်တမနုရကတသာစိတ်တမိမိရဲ့စိတ်ကိုအနုရကတအစဉ်ဆောင်စည်းကုန်လို့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းစောင့်ရှောက်နိုင်ရမယ်ထိမ့်သိမ့်နိုင်ရမယ်တဲ့ဒါနှစ်အချက်ပြီးတော့ဗာဆက်ပြောတော့ဆိုတော့ပင်ကေညုံမြောင်း၌တန်တော်နေ၍နေသောကုံစတော်ဆင်မြောင်ကြီးသည်အတ္တနမိမိကိုဒုက္ခပဂတိရွှွညွန်းတို့မှာဥဒ္ဒရတိဤဝထုတ်ဆောင်လေပြီတကဲ့သို့တုံမိပိသင်္ချသားတို့သည်လေဒုက္ခကိလေသာဒီဟုသောညုံမြောင်း၌နေ၍နေသောအတ္တနမိမိကိုဥဒ္ဒရထထုတ်ဆောင်ကြကုန်လောပဂတိစင်ကြီးဟာပဂတိရွှွညွန်းနေတဲ့ကနေလွတ်မြောက်အောင်ရုံးထွက်သွားနိုင်တယ်လို့မျိုးသင်္ချသားတို့ဟာလည်းပဲတန်တရားဝိဒုက္ခကနေလွတ်မြောက်အောင်ရုံးထွက်ရမယ်တနည်းအားဖြင့်ကိလေသာဒီဟုသောရွှွညွန်နေတဲ့မှာနစ်မောနေတဲ့မိမိရဲ့စိတ်ကိုထုတ်ဆောင်နိုင်ရမယ်လို့မြတ်စွာဘုရားကအဲ့ဒီမှာအချက်၃ချက်ဟောတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဥရှင်တို့ပေးတဲ့ဘောတော်ကောင်းတို့တန်တရားဝဆင်းရဲကနေလွတ်မြောက်အောင်ရုံးထွက်မယ်ဆိုလို့ရှိရင်ဘယ်လိုအကြီးအသွေးအင်္ဂါရက်တွေလွတ်အပ်တယ်လဲဆိုတာကိုဒီကထာလေးကတနည်းတစ်ပုံအဖြစ်ပြောပြထားတယ်လို့တရားဓမ္မတို့ဦးဇင်းတို့နားလည်ထားရမယ်ပေါ့နော်တန်တရားဝဆင်းရဲကလွတ်မြောက်ခြင်းနဲ့ဆိုရင်နံပါတ်1မမေ့မလျော့မှုဆိုတဲ့အပ္ပမာဒတရားမှာယုံမွေးနိုင်ရမယ်နံပါတ်2သစိတ်တမနုရခထမိမိရဲ့စိတ်ကိုအမြဲတမ်းစောင့်ကြည့်နိုင်ရမယ်ဒါဆိုလို့ရှိရင်အဲ့ဒီအင်္ဂါရ2ပါးနဲ့ပြည့်စုံခြင်းဒီပင်လေအဲ့ဒါမိမိကိုယ်ကိုကိလေသာဒီဟူသောရွှွညွန်နေကနေပြီးတော့ဒီရဲ့စိတ်ကိုလွတ်မြောက်အောင်ရုံးထွက်နေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်ရလားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာမမေ့မလျော့မှုမှာပျော်မွေ့ရမယ်ဆိုတာလေနော်မမေ့မလျော့မှုမှာဘယ်လိုပျော်မွေ့ရမှာတော့မမေ့မလျော့မှုဆိုတဲ့အပ္ပမာဒတရားကနေပယ်ကအလွန်ကျယ်တယ်ဗျနော်သူ့ကိုဦးဇင်းတို့အတိတ်ပဲမိအောင်ပြောဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စနော်အနှစ်ချုပ်ပြောရင်တော့အပ္ပမာဒဆိုတာတတိပါပဲသို့တော့သူ့ကိုအကျေပြောမယ်ဆိုတော့အလွန်ကျေပြန့်တဲ့သဘောရှိတယ်ဘယ်လောက်ထိကျေပြန့်လဲဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတာတခုရှိတယ်ကုန်းတော်ဝါရဲ့ခြေရာမှန်သမျှစင်ခြေရာဟာအကြီးဆုံးပဲတဲ့ဘယ်ကုန်းတော်ဝါရဲ့ခြေရာမျိုးကိုမဆိုစင်ခြေရာတွေကိုထည့်လိုက်တယ်ဆိုလို့ရှိရင်အကျုံးဝင်သွားရတယ်အဲ့လိုပဲသူတော်ကောင်းတရားတွေထဲမှာအပ္ပမာဒသည်အကြီးကျယ်ဆုံးပဲဘယ်သူတော်ကောင်းတရားမျိုးကိုမဆိုအပ္ပမာဒတွေကိုထည့်လိုက်ရင်အကျုံးဝင်သွားရတယ်အဲ့ဒါလောက်ကြီးကျယ်တယ်ပေါ့အပ္ပမာဒဆိုတာအဲ့တော့အဲ့ဒီအပ္ပမာဒရဲ့လူရင်းအတိပ္ပယ်ကဘာလဲဆိုရင်မမေ့တာပေါ့မမေ့တာကလည်းပဲဦးဇင်းတို့စဉ်းစားလို့ရတာကျမ်းဂန်အရာပြောမယ်ဆိုတော့အများကြီးပေါ့ဒါပေမဲ့ဦးဇင်းတို့အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်မမေ့ခြင်းဒီအကျဉ်းများဖြင့်2မျိုးလို့မှတ်သားတဲ့တယ်နောက်ကုသိုလ်ကောင်းမှုကိုမမေ့တဲ့မမေ့ခြင်းတစ်မျိုးရှိတယ်သဘာဝတရားတွေရဲ့သဘောလက္ခဏာကိုသိမြင်နားလည်အောင်ကြိုးစားအထောက်ပြီးတော့ဒီသဘာဝတရားတွေဟာဘယ်လိုသဘောရှိတယ်ဆိုတာကိုမမေ့မလျော့သိရမယ်မြင်ရမယ်ပေါ့တနည်းအားဖြင့်သဘာဝတရားကိုမမေ့နဲ့ဘယ်နှချက်လဲဗျာနှစ်ချက်နော်ကုသိုလ်တရားကိုမမေ့ကုသိုလ်တရားမမေ့ဘူးဆိုတာကြတော့ဒါနပြုမယ်သီလဆောက်တည်မယ်ဘာဝနာတရားပွားများမယ်အနှစ်ချုပ်တာပဲပေါ့သဘာဝတရားကိုမမေ့နဲ့ဆိုတာကြတော့သူကအလွန်ကျပြန့်သွားပြီနောက်သဘာဝတရားဆိုတာကအကျဉ်းမြင်ပြောရရင်ဒီယုတ်တဏ္ဍသင်္ခါရတရားလို့ဆိုရပါစို့နော်ဒီတရားတွေကတကယ်တမ်းကတော့အနိစ္စသဘောမမြဲတဲ့သဘောဖြစ်တယ်ဒုက္ခသဘောဆင်းရဲတဲ့သဘောဖြစ်တယ်အနတ္တသဘောအနှစ်သာရမရှိမစိုးပိုင်တဲ့သဘောဖြစ်တယ်ဒီသဘောသဘာဝ၃ချက်ကိုမမေ့နဲ့ဒါဆိုရင်လည်းသဘာဝတရားကိုမမေ့ရမရဘူးလားရောက်တယ်နောက်တစ်ချက်ဦးဇင်းတို့အလွန်မှကျေပြန့်ပြီးတော့အလွန်မှစဉ်းစားတဲ့နဲ့မမေ့တဲ့အရာ5မျိုးလောက်ဦးဇင်းတို့အကြံဉာဏ်လေးပြောကြတယ်မြတ်စွာဘုရားကအဲ့ဒီအရာကိုဘယ်လောက်ထိမမေ့တဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့နော်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်နော်ဘယ်လိုလူမျိုးမဆိုဒီအကြောင်း5ခုကိုအမြဲတမ်းစဉ်းစားတဲ့နဲ့ဆင်ញင်တဲ့တဲ့ဟုတ်လားနော်လူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ယောက်ျားပဲမိန်းမပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့အခုပြောမယ့်အချက်5ချက်ကိုအမြဲတမ်းစဉ်းစားတဲ့နဲ့အမြဲတမ်းဆိုတဲ့စကားလေးကိုပါဠိလိုပြောရရင်တော့အဘိနအဘိနဆိုတာအမြဲတမ်းပေါ့ဒါကြောင့်ဦးဇင်းတို့အဲ့ဒီသုတ်တန်လေးကိုအဘိနသုတ်တန်ဆိုပြီးနာမည်ပေးတာရှိတယ်အမြဲတမ်းစဉ်းစားရမယ်ဆိုမမေ့နဲ့ပေါ့
အဲ့ဒီအချက်၅ချက်ကဘာတော့ဆိုတော့တစ်အချက်ငါခန္ဓာကိုယ်ကြီးဒီတဖြည်းဖြည်းနဲ့အိုမဲလာတယ်ဟောင်းနွမ်းလာတယ်ဆွေးမြေ့လာတယ်ဒါဟာအမှန်တရားဖြစ်တယ်အဲ့ဒီခန္ဓာကိုယ်ရဲ့အိုတတ်တဲ့သဘာဝကိုမမေ့ရအောင်ဒီသဘောကိုငါဘယ်လိုမှမလွန်မြောက်နိုင်ဘူးငါခန္ဓာကိုယ်ဟာဒီသဘောရှိတယ်ဒီတိုင်းဖြစ်လိမ့်မယ်ဘာလဲဒီတိုင်းဆိုတာကအိုမင်းရလိမ့်မယ်ဟုတ်လားအဲ့ဒီအချက်ကိုမမေ့ရဘူးတဲ့ဟုတ်လားနောက်ပြီးတော့ငါခန္ဓာကိုယ်ကြီးဒီနာကျင်ခြင်းသဘောရှိတယ်နာကျင်ခြင်းသဘောတရားကိုဘယ်လိုမှမလွန်မြောက်နိုင်ဘူးနော်ခန္ဓာကိုယ်ဟာအသုံးကြလာတော့နော်အခိုင်များတဲ့စက်တလုံးလိုချွေရင်းချက်တွေများလာပြီးတော့နာကျင်ကြိုက်ခဲခြင်းဆိုတဲ့ဝေဒနာတွေကိုသူကပြပြီးတော့ဟိုနာကမကောင်းတော့ပါဘူးဒီနာကမကောင်းတော့ပါဘူးဆိုတာကိုသူကအလကားပြောတာမဟုတ်နာကျင်ခြင်းသဘောကိုပြပြီးမှပြောတာကိုဟုတ်လားအဲ့ဒီနာကျင်တဲ့သဘောကိုဒီခန္ဓာကိုယ်ကြီးဟာမလွန်မြောက်နိုင်ဘူးမကျော်လွှားနိုင်ဘူးဒီသဘောရှိတယ်ဒါကိုလည်းပဲမမေ့ရအောင်စဉ်းစားရဟုတ်လားနောက်ပြီးရင်ဒီခန္ဓာသည်တနည်းအပြည့်စည်းကြီးပြည့်စည်ရလိမ့်မယ်နော်တည်ဆုံးရလိမ့်မယ်ကွယ်လွန်ရလိမ့်မယ်ပျောက်ပြဲရလိမ့်မယ်နော်အဲ့ဒီအချက်ကိုဘယ်သူမှမကျော်လွှားနိုင်ဘူးဒီသဘောရှိတယ်ဒီခန္ဓာကိုယ်ကြီးဟာလို့အဲ့ဒါလို့တနည်းတစ်ချိန်မှာတည်ကြံဖို့တွေ့ရမယ်ဒီတည်ခြင်းတရားကိုလည်းအမြဲတမ်းစဉ်းစားရမယ်မမေ့နဲ့သုံးချက်ရှိပြီနော်နောက်မမေ့ရမှာကဘာလဲဆိုတော့ဦးဇင်းတို့လူတိုင်းမှာချစ်ခင်မြတ်နိုးအပ်သောတက်ရှိတက်မဲ့ဆိုတဲ့အရာတွေလူတိုင်းမှာကိုယ်အတိုင်းအတာနဲ့ကိုရှိကြတယ်နော်ချစ်ခင်မြတ်နိုးအပ်သောအရာပေါ့နော်တဗ္ဗဟိမေပိယေဟိမနာပိဟိနာနာဘဝဝိနာဘဝလို့မြတ်စွာဘုရားကတော့ဟောတာပေါ့နော်အလုံးစုံသောချစ်အပ်တာယာအပ်မြတ်နိုးအပ်သောတက်ရှိတွေလည်းရှိတယ်တက်မဲ့တွေလည်းရှိတယ်အဲ့ဒီချစ်ခင်မြတ်နိုးတွေ့တာအပ်တဲ့မိမိပတ်ဝန်းကျင်မှာရှိတဲ့မိမိပိုင်တဲ့မိမိဆိုင်တယ်လို့ထင်ထားရတဲ့ဟုတ်လားအဲ့ဒီတက်ရှိတက်မဲ့ဆိုတဲ့အရာတွေနဲ့တစ်ချိန်မှာငါဒီတေချာပေါက်ခွဲခွာရလိမ့်မယ်ဒါဟာအမှန်တရားပဲနော်အဲ့ဒီခွဲခွာရလိမ့်မယ်ကွဲကွာရလိမ့်မယ်ဆိုတဲ့အချက်ကိုလည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေအပိဏအမြဲတမ်းစဉ်းစားရမယ်မမေ့နဲ့ဟုတ်လားနောက်ပြီးတော့တတ္တဝါမှန်တယ်များကိုပြုတ်ထားတဲ့အမှုအားလျော်စွာကိုပြုတ်ထားတဲ့ကံအားလျော်စွာကောင်းခြင်းဆိုခြင်းချမ်းသာခြင်းဆင်းရဲခြင်းဆိုတာရရှိနေကြတာတဲ့ပြောရရင်ကလျာဏဝါပပကံဝါနောက်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ယံကမ္မံဂရိတတိအဲ့ဒီကံကိုပြုတ်မယ်ဆိုလို့ရှိရင်တတ္တကမ္မတဒါယတော်ဘဝိတံမိအဲ့ဒီကံရဲ့ကောင်းမွေဆိုးမွေကိုကိုယ်တိုင်ပဲခံစားရလိမ့်မယ်ဒါရှောင်လွဲလို့မရနိုင်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်အဲ့ဒီအချက်ဟာလည်းပဲအမှန်တရားဖြစ်တယ်အမြဲတမ်းစဉ်းစားသင့်တဲ့အချက်ဖြစ်တယ်မမေ့သင့်တဲ့အရာဖြစ်တယ်အမြဲတမ်းစဉ်းစားသင့်တဲ့မမေ့သင့်တဲ့အရာဘယ်နှချက်ငါချက်ဒါသဘာဝတရားကိုမမေ့သင့်ဘူးဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအကျယ်အသေးပဲခွဲထွက်ကြည့်တာပေါ့လေဟုတ်ရဲ့လားအိုတာကိုမမေ့ရဘူးနာတာကိုမမေ့ရဘူးသေတာကိုမမေ့ရဘူးဝဲကွာရမယ်ဆိုတဲ့ချက်ကိုမမေ့ရဘူးကိုပြုတ်ထားတဲ့ကံအားလျော်စွာကိုခံရလိမ့်မယ်စားရလိမ့်မယ်ဆိုတာကိုမမေ့ရအောင်အဲ့ဒါတွေကိုဆင်ခြင်မယ်ဆိုရင်ဘလို့အကျိုးရှိလဲတဲ့စကားလေးကစက်မိနေတော့သိမရှိပါဘူးပြောဦးမယ်ဟုတ်လားအိုခြင်းတရားကိုမမေ့ဘူးအိုခြင်းတရားကိုစဉ်းစားမယ်ဆင်ခြင်မယ်ဆိုလို့ရှိရင်တဲ့ဝရမန်ဆိုတဲ့ဟုတ်လားငါအရွယ်ရှိသေးတယ်ဆိုတဲ့မန်ကိုပယ်ရှားနိုင်တယ်အဲ့ဒီမန်ကမကောင်းသူကဒုစရိုက်မှုတွေကိုပြုမိတတ်တယ်ငယ်သေးတယ်အရွယ်ရှိသေးတယ်ဆိုတဲ့မန်မကောင်းဟုတ်လားအဲ့ဒီမကောင်းတဲ့မန်ကိုအိုခြင်းကိုအမှတ်ရခြင်းမမေ့ခြင်းကပယ်ရှားနိုင်တယ်နာခြင်းကိုစဉ်းစားရင်တော့အာရုဒ္ဓမန်ဆိုတဲ့ငါကျမ်းမာတယ်ဆိုတဲ့မန်ကိုပယ်ရှားနိုင်အဲ့ဒီကျမ်းမာတယ်လို့ထင်ခြင်းဒီလည်းပဲအဲ့ဒီမန်ဒီလည်းပဲကုသိုလ်တွေကိုမေ့လျော့စေတဲ့အကုသိုလ်တွေကိုပြုဖြစ်သွားစေတတ်တယ်မြတ်စွာဘုရားကတော့ကျမ်းမာတယ်ဆိုတဲ့မန်ရှိလို့ရှိရင်မကောင်းမှုဒုစရိုက်ကိုပြုတတ်တယ်လို့တောင်မှအတီးလင်းဟောထားဟုတ်လားဒါကြောင့်နာခြင်းကိုစဉ်းစားရင်ကျမ်းမာရေးကောင်းတယ်ဆိုတဲ့မန်ကိုပယ်ရှားနိုင်တယ်သူ့အကြောင်းနဲ့သူ့အကျိုးတနည်းအားဖြင့်ဒီအလုပ်ကိုလုပ်ရင်ဒီအကျိုးကိုရမယ်ဒါပြောတာနော်နောက်သိခြင်းကိုစဉ်းစားမယ်ဆိုရင်တော့ဇီဝိတမန်လို့ဆိုတဲ့ငါအသက်ရှင်နေတယ်ဆိုတဲ့မန်အမေအသက်ရှင်နေတယ်ဆိုတာလည်းပဲဒါကိုစဉ်းစားရင်မန်ဆိုတာဖြစ်တယ်တဲ့ဒါတော်တော်နူးညံ့နေဗျတတိချာချာနားလည်အောင်သဘောပေါက်အောင်ဆိုတာကတော်တော်လေးစဉ်းစားကြည့်ပါငါရှင်းသန်းနေတယ်လုံနိုင်တယ်ကိုင်နိုင်တယ်ပြောနိုင်တယ်ဆိုနိုင်တယ်ရှားနိုင်တယ်ဖွေနိုင်တယ်ဟောဒါရှင်းသန်းနေတယ်ပေါ့အဲ့ဒီရှင်းသန်းနေတယ်ဆိုတဲ့အချက်ကိုကစပြီးတော့မန်တစ်မျိုးပေါ့မန်တစ်မျိုးကိုဖြစ်စေတယ်ပေါ့အဲ့ဒီမန်ကလည်းမကောင်းပေါ့
အဲ့ဒီမန်ကိုဘယ်နည်းနဲ့ခွာလဲဆိုတနေ့သေရမှာပါငါဟာသေလူပါဆိုတာအဲ့ဒီအတွေ့ကချစ်ဖြစ်နိုင်တယ်နော်နောက်ပြီးတော့ဦးဇင်းတို့ခွဲခွာရလိမ့်မယ်ကွဲကွာရလိမ့်မယ်ဆိုတဲ့အချက်ကိုစဉ်းစားမယ်ဆိုရင်တော့အချင်းချင်းတန်ရောခြင်းနဲ့ရစ်ပတ်နှောင်ဖွဲ့နေတဲ့ဒီຢာကကိုဖေရှားနိုင်တယ်အဲ့ဒါကလည်းပဲသူကအားရရှိပြီးတော့မဟုတ်တဲ့ဘက်မှာအားရရှိပြီးတော့မကောင်းမှုကိုပြုမိတတ်တယ်ဟုတ်လားပြီးတော့ဦးဇင်းတို့မကောင်းတဲ့အလုပ်ကောင်းတဲ့အလုပ်ဒီကံတရားရဲ့အကျိုးပေးကိုငါသိမ့်ပရလိမ့်မယ်လို့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်လို့စဉ်းစားတဲ့ဆင်ញင်တဲ့အဲ့ဒီအချက်ကိုမမေ့မလျော့တတိထားပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာနော်စဉ်းစားဆင်ញင်တဲ့ပုဂ္ဂိုလ်ဟာမကောင်းမှုကိုဆက်ဆုပ်တယ်မကောင်းမှုကိုကြောက်လန့်တယ်ဟုတ်လားပြီးတော့ကောင်းမှုကိုမြတ်နိုးတယ်ကောင်းတာကိုလုပ်ချင်သိပေါက်တယ်ဒါတော်တော်မြတ်နိုးစရာကောင်းတဲ့အရေးတွေတစ်မျိုးပေါ့ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့မမေ့မှုမှပြောရမယ်ဆိုတာအတိပ္ပယ်ကအလွန်ကျဲတယ်နော်ကုသိုလ်ကောင်းမှုမှန်သမျှကိုမမေ့တဲ့အပ္ပမာဒတရားလည်းရှိရမယ်တော့တဘာဝတရားရဲ့လက္ခဏာတွေဖြစ်တဲ့အနိစ္စမမြဲခြင်းသဘောဒုက္ခဆင်းရဲခြင်းသဘောအနတ္တအနှစ်သာရမရှိမဆိုးအစိုးမရမပိုင်တဲ့သဘောဒီသဘောတွေကိုလည်းပဲမမေ့ရအောင်အခုပြောတဲ့အချက်၅ချက်ကိုလည်းမမေ့နဲ့ဒါကိုဦးဇင်းတို့ရှေ့လူကြီးတွေကတော့အခုပြောလိုက်တဲ့အချက်၅ချက်ကိုသူတို့ကဆောင်းပုတ်ကလေးတူတူချင်းချင်းလေးနဲ့ထိထိမိမိနောက်ခေတ်လူတွေရဲ့နှုတ်ထဲကိုထည့်ထားခဲ့တာပဲအိုနာသေးကွဲကန့်နှစ်တွဲအမြဲနေတိုင်းရှုတဲ့ဟုတ်လားနော်အိုနာသေးကွဲကန့်နှစ်တွဲအမြဲနေတိုင်းရှုတကယ်ကြိုးစားမယ်ဆိုရင်အဲ့ဒီအချက်၅ချက်ကိုဆင်ခြင်ခြင်းအပြင်မဉ္ဇဉ်ဖူဉ္ဇဉ်တောင်ရနိုင်တယ်လို့မြတ်စွာဘုရားအဘိဓမ္မာသုတ်တံမှာအကျဉ်းတမဟောထားတာရှိတယ်နော်ဒါတော့ဦးဇင်းတို့အပ္ပမဒနဲ့ပတ်သက်ပြီးတော့မပြောမယ်ဆိုရင်ဆုံးမှာမဟုတ်ဘူးနော်အဲ့တော့တန်တရားဝဆင်းရဲကလွတ်မြောက်ခြင်းနဲ့ဆိုရင်နံပါတ်1ရှိရမယ့်အရေးသွေးဒီအပ္ပမဒဟုတ်ရဲ့လားအပ္ပမဒရှိရအပ္ပမဒနဲ့ပျော်တဲ့အောင်ကြိုးစားရမယ်ဒီနေရာမှာပျော်တယ်ဆိုတာကလည်းပဲနော်အလုပ်တစ်ခုမှပျော်တယ်ဆိုတာအဲ့ဒီအလုပ်ရဲ့ယတ္တကိုတွေ့မှပျော်တယ်ဆိုတာဖြစ်တာဗျဟုတ်လားဒီအလုပ်ကိုလုပ်တော့လုပ်နေတယ်ယတ္တကိုမတွေ့ဘူးဆိုရင်တော့ပျော်တယ်ဆိုတာဖြစ်မှာမဟုတ်ခုမြတ်စွာဘုရားကမမေ့မလျော့နေကြလို့တောင်းတာမှန်ပြောတာမဟုတ်မမေ့မလျော့မှုမှာပျော်ကြလို့ပြောတာဒါကလည်းစဉ်းစားနေရတော့ရှိတာပေါ့နော်မပျော်ပျော်ကြီးကိုမမေ့မလျော့နေလို့ပြောတာပြင်းမှုပြင်းရနဲ့မမေ့မလျော့နေတဲ့အဆင့်ကိုတောင်းကြော်စေချင်တာပေါ့အဓိပ္ပာယ်ကဟုတ်ရလားဒါတိအချက်နောက်ဦးဇင်းတို့တန်တရားဝဆင်းကလွတ်မြောက်လို့တဲ့ဆိုလို့ရှိရင်ဒုတိယသစိတ်တမနုရခတ္ထမိမိရဲ့စိတ်ကိုအမြဲတမ်းစောင့်စည်းရမယ်စောင့်ထင်းရမယ်ဒီနေရာမှာဦးဇင်းတို့စိတ်ကိုစောင့်စည်းရမယ်လို့တာမန်တောင်မပြောဘူးအနုရခတ္ထဆိုအနုဆိုတဲ့စကားလေးထည့်ပြောထားတယ်နောက်ရခတ္ထဆိုတာစောင့်စည်းလို့အနုဆိုတာကဘာလို့ဆိုအမြဲတမ်းတဲ့အမြဲတမ်းစောင့်စည်းလို့ပြောတာဟာအဓိပ္ပာယ်အများကြီးပါတယ်ဗျနော်အမြဲတမ်းစိတ်ကိုစောင့်ပါလို့ပြောတာကစိတ်ဟာအမြဲတမ်းမစောင့်ရင်မစောင့်တဲ့ချိန်မှာသူဟာပြဿနာရှာနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဆိုလိုတာကစိတ်ဟာအမြဲတမ်းမစောင့်လို့မရဘူးတခဏတောင်သူ့ကိုလွတ်ပေးထားလို့မရဘူးလွတ်ပေးထားရင်လွတ်ပေးထားတဲ့အချိန်မှာသူဟာကိုယ့်ကိုအကျိုးမဲ့တွေနဲ့ပြဿနာရှာနိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်ဒီစိတ်ကိုစောင့်ရှောက်မယ်ဆိုလို့ရှိရင်အမြဲတမ်းဆိုတာကိုဖြစ်အောင်တတ်နိုင်နေများကြိုးစားရမယ်စိတ်ကပြဿနာမရှာနိုင်တဲ့ကာလအချိန်ဆိုတာတကယ်တမ်းကမရှိဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားစိတ်ကိုအမြဲတမ်းစောင့်ရှောက်ရမယ်ဒီနေရာမှာဘာကြောင့်စိတ်ကိုစောင့်ရှောက်ခိုင်းတယ်လဲဦးဇင်းတို့ဒီခန္ဓာကိုယ်မှာဝစီကံရှိတယ်မနောကံရှိတယ်ဟုတ်လားအဲ့ဒီတည်းမှာဒီစိတ်ဒီအရေးအကြီးဆုံးဖြစ်လို့စိတ်ကိုမြတ်စွာဘုရားစောင့်ရှောက်ခိုင်းတာတဲ့ပြောရရင်တော့စိတ်ကိုစောင့်ရှောက်မယ်ဆိုလို့ရှိရင်ကာယကံဝစီကံမနောကံကံ၃ပါးလုံးကိုစောင့်ရှောက်ပြီးသားဖြစ်တယ်နော်ဒီနေရာမှာဦးဇင်းတို့နာရဘိန်တတိကိုမြတ်စွာဘုရားဟောထားတဲ့နော်ရခိတသုတ်တံဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီခန္ဓာကိုယ်ကြီးကိုအိမ်တစ်လုံးနဲ့ဥပမာပေးပြီးတော့ဟောတယ်ပဂရိအိမ်မှာပဂရိအိမ်ကိုမပြည့်စည်စေခြင်းဘူးမြန်မပြည့်စည်စေခြင်းဘူးဆိုရင်အဓိကကဘာလဲဆိုတော့အဲ့ဒီအိမ်မှာအဓိကကြတဲ့အင်္ဂါရက်ကပေါင်းဆိုအမိုးပဲအကယ်၍သာအမိုးကမလုံမိုးဆိုရင်တော့မိုးရည်တွေဆူရွှဲပြီးတော့နော်အချင်းရနယ်တွေရောအကာတွေရောအခင်းတွေရောတိုင်တွေရောအကုန်လုံးဟာရွှေ့မြစ်ပြီးတော့ပျက်စီးသွားမှာဒီအိမ်ကြီးဘုံဘုံလဲသွားမှာဟုတ်လားအဲ့ဒါပဲဒီခန္ဓာကိုယ်မှာဒီခန္ဓာကိုယ်ဒီဟူသောအိမ်ကြီးမှာနော်ခန္ဓာကိုယ်ကိုအိမ်နဲ့ဥမာပေးပြီးတော့ဟောတာတွေအများကြီးရှိပါတယ်ထားပါတော့လေ
ဟုတ်လားအဲ့ဒီအိမ်ကြီးမှာစိတ်ဟာအမိုးပဲတကယ်တမ်းကစိတ်ကိုဘာဝနာတရားနဲ့စစ်ဆက်အောင်ကောင်းကောင်းမမိုးနိုင်ဘူးဆိုရင်မမိုးနိုင်တဲ့အချိန်တိုင်းမှာအဲ့ဒီစိတ်အမိုးမကောင်းတဲ့အတွက်ကြောင့်လောဘဒေါသမောဟတည်းဟူသောမိုးရေဟာယိုကျတယ်အဲ့ဒီမှာကာယကံဝစီကံမနောကံတွေဟာကိလေသာတည်းဟူသောမိုးရေနဲ့ဆူဆွတ်တယ်ဆူဆွတ်ပြီဆိုလို့ရှိရင်တော့ပုတ်ဆွေးမယ်ပေါ့ပုတ်ဆွေးတယ်ဆိုတာကဒုစရိုက်မှုပြုတာကိုပြောတာမပိတ္တတို့စကားကချက်ထွင်ပြီးတော့စဉ်းစားမယ်ဆိုရင်အဓိပ္ပာယ်တွေကအများကြီးပြောရမှာဟုတ်လားကိလေသာတည်းဟူသောမိုးရင်နဲ့ဆွတ်ဆိုးလို့ရှိရင်ပုတ်ဆွေးသွားမယ်ပုတ်ဆွေးတယ်ဆိုတာကဒုစရိုက်မှုကိုပြောတာဆိုလိုတာကကာယကံမှုဝစီကံမှုမကောင်းမှုတွေပြုရတယ်ဆိုတာကလောဘဒေါသမောဟတည်းဟူသောမိုးရေကြောင့်နာလေပုတ်ဆွေးသွားတဲ့သဘောပေါ့တဲ့တဲ့ပြောရင်လောဘကခိုင်းလို့ဒေါသကခိုင်းလို့မဟုတ်တာကိုလို့ရတယ်မမှန်တာကိုပြောရတယ်ပေါ့ဟုတ်လားအဲ့တော့လောဘဒေါသမောဟကိလေသာမိုးရေယိုပြီဆိုလို့ရှိရင်နော်ဒုစရိုက်မှုနဲ့ဒီကံသုံးပါးဟာပုတ်ဆွေးမယ်ကံသုံးပါးပုတ်ဆွေးပြီးမကောင်းဘူးဆိုလို့ရှိရင်နတ်ဗတ္တကမရဏံတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့သေခြင်းဟာမကောင်းနိုင်ဘူးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့စိတ်ကိုစောင့်ရှောက်ကြလို့ဘာကြောင့်ပြောလဲဆိုရင်အတူဆုံးအဖြေကတော့အဓိကကြလို့ပဲဟုတ်လားအဓိကအကြဆုံးအရာဖြစ်လို့စိတ်ကိုစောင့်ရှောက်ကြလို့ပြောတာစိတ်ကိုမစောင့်ရှောက်ရင်ကျန်တာကိုစောင့်ရှောက်ပြီးတာမဖြစ်ဘူးမစောင့်ရှောက်ဖဲထားရရောက်တယ်ဟုတ်လားစိတ်ကိုသာစောင့်ရှောက်မယ်ဆိုရင်ကျန်တာတွေကိုစောင့်ရှောက်ပြီးတာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကစိတ်တံဘိက္ခွေတန်တံကုဋ္ဌရခိတံတံဝုဒ္ဓမဟာတောအဋ္ဌာယတံဝုဒ္ဓတိတဲ့စိတ်ကိုစောင့်ရှောက်မယ်စိတ်ကိုယဉ်ကျေးအောင်လုပ်မယ်စိတ်ကိုထိမ့်သိမ့်မယ်စိတ်ကိုလုံခြုံစေမယ်ဆိုလို့ရှိရင်တဲ့များစွာသောအကျိုးစီးပွားတွေရှိတယ်တဲ့နော်အကယ်၍သာစိတ်တံဘိက္ခွေအဋ္ဌတံအကုဋ္ဌအရခိတံအတံဝုဒ္ဓမဟာတောအနတ္ဌာယတံဝုဒ္ဓတိတဲ့စိတ်ကိုယ်သာမဆောင်ရှောက်ဘူးမထိန်သိမ်းဘူးယဉ်ကျေးအောင်မလုပ်ဘူးဆိုရင်တော့ကြီးကျယ်လှစွာသောအကျိုးမဲ့တွေဖြစ်လိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောထားတာရှိဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နောက်ရှိသူတော်ကောင်းကြီးတွေကနော်ဆောင်းပုဒ်ကလေးတွေရေးတာပေါ့အပေလေးပါးစေချောင်းသွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလှော်ထားဆင်းရဲပွားမြည်စိတ်ကိုထိန်အင်းကြီးနိဗ္ဗာန်ပြီနော်ဦးဇင်းတို့ကလေးဘဝတုန်းကဒါလေးကိုသူ့အရွယ်လေးနဲ့သူနားလည်ခဲ့ရတယ်ပေါ့ကိုကြီးလာတော့လည်းပဲဒါလေးကနားလည်စရာအဓိပ္ပာယ်နဲ့ပဲကမကုန်သေးဘူးဟုတ်လားနောက်လည်းပဲဆက်ပြီးတော့နားလည်စရာတွေရှိအောင်မှာလို့ဒါတိတိကျကျသိနိုင်တယ်ပေါ့ဆိုလိုတာကအလွန်ကျပြန့်တဲ့အဓိပ္ပာယ်တွေပါပဲဟုတ်လားအပယ်လေးပါးစေချောင်းသွားသည်ဟုတ်တာပေါ့နော်အပယ်လေးပေါ်မှာဒုက္ခရောက်နေတဲ့တတ္တဝါတွေဟာသူတို့စိတ်ကိုမထိန်နိုင်မသိနိုင်ရာကနေပြီးတော့ကာယကံမှုဝစီကံမှုမနောကံမှုမစင်ကြယ်မကောင်းမြတ်တာတွေကိုပြုပြီးတော့ဒါအပယ်လေးပါးဆိုတာမကောင်းမှုရဲ့နော်အကျိုးဆက်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်အပယ်လေးပုံမှာရောက်နေကြတဲ့တတ္တဝါတွေဟာစိတ်ကိုမထိန်သိမ်းရာကနေမဆောင်ရှောက်ရာကနေတဆင့်ရောက်ကြရတာပဲဒါကြောင့်အပယ်လေးပါးစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကံပြုသည်ဟောစိတ်ကိုရောက်အောင်ကြိုးစားအထောက်သွားကြတဲ့တကယ်အရိယာသူတော်ကောင်းကြီးတွေနော်နိဗ္ဗာန်ရောက်အောင်ကြိုးစားအထောက်သွားကြတဲ့တကယ်အရိယာသူတော်ကောင်းကြီးတွေသူတို့ဘာကြောင့်နိဗ္ဗာန်ရောက်သွားကြတာတော့စိတ်ကိုထိန်းနိုင်လို့ပဲစိတ်ကိုနိုင်လို့ပဲစိတ်ကိုမနိုင်ဘူးဆိုရင်တီလာလည်းဖြစ်ဖို့အကြောင်းမရှိဘူးတမာတိလည်းဖြစ်ဖို့အကြောင်းမရှိဘူးပညာလည်းဖြစ်ဖို့အကြောင်းမရှိဘူးကိုယ်စိတ်မှကိုယ်မနိုင်ဘူးမပိုင်နိုင်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့နော်တရားဓမ္မတို့ဦးဇင်းတို့တီလာတမာတိပညာဖြစ်ဖို့ဆိုတာအကြောင်းမရှိဘူးမလွယ်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်စိတ်ကိုထိန်းနိုင်ကြတဲ့ပုဂ္ဂိုလ်တွေအားနော်နိဗ္ဗာန်ချမ်းသာကိုသူတို့လွယ်လွယ်ကူကူရနိုင်တယ်ပေါ့ဒါကြောင့်အပယ်လေးပါးစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကံပြုသည်စိတ်ကိုလှော်ထားဆင်းရဲပွားမည်ဟောစိတ်လှော်ထားရင်တော့ဆင်းရဲမှာပဲတဲ့ဒါကဦးဇင်းတို့တန်တရားနဲ့ကြည့်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဒီအဖြေကိုမှန်ကြောင်းအပြည့်အဝထောက်ခံရလိမ့်မယ်ပြစ္ဆခခန္ဓာမပြည့်စည်ခင်ဒီဘဝမှာပဲကြည့်မယ်ဆိုရင်လည်းပဲယာနှုံးပြီးမှန်တယ်နောက်စိတ်သာလှော်ထားမယ်ဆိုရင်တော့အမျိုးမျိုးသောအကျိုးမဲ့တွေနဲ့ဒါဒုက္ခဖြစ်ကြမှာပဲနော်တရားဓမ္မတို့ဦးဇင်းတို့ကိုယ်စိတ်ကိုမနိုင်လို့မူရစေဝါတွေနဲ့ဟုတ်လားဘဝပြည့်ကြတာတွေဟုတ်လားရာဇဝမှုတွေလွန်ကျူးပြီးတော့ဘဝပြည့်ကြတာတွေအမျိုးမျိုးမကောင်းမှုတွေပြုတ်ပြီးတော့ဘဝပြည့်ကြတာတွေမရှိဘူးလားရှိတယ်ဒါကြောင့်စိတ်ကိုယ်သာလွတ်ထားမယ်ဆိုရင်တော့ဆင်းရဲဒုက္ခတွေဟာပွားတဲ့ပွားများတဲ့များလာလိမ့်မယ်လို့ပြောတာစိတ်ကိုလွတ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အင်းငိမ့်နိဗ္ဗာန်ပြီတဲ့ဟောစိတ်ထိန်မယ်ဆိုရင်တော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုတော့ရမယ်လို့ပြောတာဒါကြောင့်မြတ်စွာဘုရားကတန်တရားဝဆင်းရဲကလွတ်မြောက်လိုကြတဲ့ပုဂ္ဂိုလ်တို့အတွက်ဒုတိယရှိရမယ့်အရေးတွေဟာဘာလဲဆိုရင်ကိုယ့်ရဲ့စိတ်ကိုဆောင်ရှောက်ရမယ်ထိန်းသိမ်းရမယ်ဒါပြောတာနောက်စိတ်ကိုထိန်းနိုင်မယ်ဆိုရင်တော့သူကတလုံးနဲ့ပြီးတယ်ပေါ့
နော်ဒါပေမဲ့လို့ဒီတလုံးလေးသောစိတ်ကလည်းပဲထိမ့်ဖို့တိမ့်ဖို့ဟာအခက်ခဲဆုံးအရာပါပဲဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကဒုရခံဒုံနိဝါရယစိတ်ဆိုတာဒုရခံစောင့်ရှောက်နိုင်ခဲ့တယ်ဒုံနိဝါရယတားမြစ်နိုင်ခဲ့တယ်နောက်သူဖြစ်ခြင်းပြီဆိုရင်ဇွတ်ပေါ့လေဒီစိတ်ကိုတားဖို့ဆိုတာသိပြီးတော့မလွယ်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တန်တရားဝဆင်းကလွတ်မြောက်လို့တယ်ဆိုလို့ရှိရင်ဒီအချက်အပမဒတရားလက်ကင်ထားရမယ်နှစ်အချက်မိမိတို့ရဲ့စိတ်ကိုအမြဲတမ်းစောင့်ထိန်နိုင်ရမယ်ဟောအဲ့ဒီအခြေခံကြတဲ့နောက်အည်အသွေးနှစ်ရက်ကိုပိုင်အောင်ကြိုးစားပြီးတော့ပင်ကင်းညွန်မြောက်နှိပ်တန်တော်နေရွင်နေတော်ဂုံတော်ဆင်ပြောင်ကြီးသည်အတ္တနာမိမိကိုဥဒ္ဒရတိဣဝထုတ်ဆောင်လေပြီးတကဲ့သို့ဟောပဂတိရွှွညွန်နေတဲ့မှာနစ်နေတဲ့ယခုနကပြောခဲ့တဲ့စင်ကြီးဟာစိတ်ခွန်အားတွေတက်လာပြီးတော့သူ့ကိုယ်သူဒီရွှွညွန်တဲ့ကနေလွတ်အောင်ယုံသွားသလိုမျိုးတဲ့ဟုတ်လားတုံးမေးပြီးသင်္ချင်သားတို့ဒီလည်းပဲအတ္တနာမိမိကိုဒုက္ခကိလေသာတိဟုသောညွန်မြောင်းမှာဥဒ္ဒရထထုတ်ဆောင်ကဲတင်ကြကုန်လောဟောဒီနေရာမှာဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့မိမိကိုယ်တန်တရားဝဆင်းရဲကလွတ်မြောက်အောင်ကြိုးစားအထောက်ရမယ်ဆိုတဲ့နေရာမှာတကယ်ပြောရရင်မိမိရဲ့စိတ်ကလေးကိုကိလေသာတွေထဲကနေလွတ်ထွက်အောင်ဆွဲနှုတ်နိုင်ရမယ်ပေါ့များသောအားဖြင့်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကလေဒီကိလေသာတွေထဲမှာပဲတူအောင်ပျော်မွေ့ပြီးတော့နေတာဟုတ်လားကိလေသာတည်းဟူသောရွှွညွန်နေတဲ့မှာနစ်နေတယ်ပေါ့ဒါကြောင့်သူကအမြဲတမ်းလို့ညင်နွားနေတယ်မတတ်မရှင်းဖြစ်နေတယ်မစင်မကြဲဖြစ်နေတယ်အဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ညင်နွားမှုကနေစင်ကြယ်မှုတွေကိုဒီစိတ်ကလေးကိုရောက်အောင်အားထုတ်ရမယ်ပေါ့ရှုပ်ထွေးမှုကနေရှင်းလင်းမှုတွေကိုရောက်အောင်ကြိုးစားအားထုတ်ရမယ်ပေါ့ပူလောင်မှုကနေအေးချမ်းမှုတွေကိုဒီစိတ်ကလေးကိုရောက်အောင်ကြိုးစားအားထုတ်ရမယ်အဲ့ဒါလို့ကြိုးစားအားထုတ်ဖို့နီလန်းနေပေါ့မြတ်စွာဘုရားကအဖက်ဖက်ကနေပြီးတော့ရှုတော့အမျိုးမျိုးကနေပြီးတော့ဟုတ်လားနားလည်မှုအမျိုးမျိုးနဲ့သဘောပေါက်အောင်ဆိုပြီးတော့မြတ်စွာဘုရားဟောပြောပြတာဆုံးမထားတာတွေမရှိဘူးလားရှိတယ်။နော်ဒီစိတ်ကလေးကိုပဲမတန်ရှင်းတဲ့အနေထားကနေတန်ရှင်းတဲ့အနေထားကိုရောက်သွားအောင်ဟုတ်လားညင်နွမ်းတဲ့အနေထားကနေတန်ရှင်းတဲ့အနေထားကိုရောက်သွားအောင်ဘယ်ပုံမနည်းကြိုးစားအထောက်ရမလဲဆိုတဲ့နီလန်းနေမြတ်စွာဘုရားမပေးခဲ့ဘူးလားပေးခဲ့တယ်။အဲ့ဒီနီလန်းနေတဲ့မှာအကောင်းမွန်ဆုံးနီးကတော့မနေ့တုန်းကပြောခဲ့တဲ့တတိပဋ္ဌာန်လားဟုတ်လားဒါကြောင့်ဦးဇင်းတို့တတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်နံပါတ်1ရနိုင်တဲ့အကျိုးကျေးဇူးဆိုတာအဲ့ဒါပြောတာပဲတတ္တနံဝိသုဒ္ဓိယဟောဝိသုဒ္ဓဒီစိတ်ကလေးစင်ကြယ်မယ်လို့ပြောတာဟုတ်လားဝိသုဒ္ဓဆိုတာဝိသုဒ္ဓိဆိုတာစင်ကြယ်တာကိုပြောတာခုနတုန်းကရွှွညွန်နေတဲ့နစ်နေတဲ့စင်ကြီးမှာရွှွညွန်နေနဲ့ပေးနေမယ်ပေါ့အဲ့လိုပဲဒီစိတ်ကလေးကလည်းကိလေသာတွေဟူသောရွှွညွန်နေတဲ့မှာနစ်နေတယ်ဆိုတော့သူ့မှာပေးနေတယ်ပေါ့ဟုတ်လားသို့တော့တတိပဋ္ဌာန်တရားကိုအားထုတ်မယ်ဆိုရင်တော့အဲ့ဒီပေးရင်းနေတဲ့စိတ်ကလေးဟာဝိသုဒ္ဓိတန်ရှင်းသွားမယ်ဖြူရှင်းသွားမယ်တဲ့ဒီနေ့မှာဦးဇင်းတို့ဝိသုဒ္ဓိဆိုတာဖြစ်လို့ရှိရင်ဝိမု ക്തി ဆိုတာဖြစ်တယ်လို့ဆိုတယ်ဝိသုဒ္ဓိဆိုတာကတော့စင်ကြယ်ခြင်းပေါ့ဝိမု ക്തി ဆိုတာကတော့လွတ်မြောက်ခြင်းပေါ့ဟုတ်လားဒီနေ့မှာဦးဇင်းတို့လွတ်မြောက်ခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသာသနာတော်မြတ်ကြီးဟာသမုဒ္ဒရာနဲ့တူတယ်ဆိုပြီးတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာပဟာရဒသုတ်တံဆိုတာရှိတယ်ဗျနော်အစင်နဝံကန်းကုန်မလွန်ရုံပွဲဆယ်ပြစ်တမီဖြစ်ခြင်းမရွေးမတိုးဆယ်မျိုးယတနာကြားဘူးတယ်မဟုတ်လားတချို့ကခေါင်းမငြိမ်ဘူးမကြားဘူးနဲ့တူတယ်ဟုတ်လားနော်မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးဟာသမုဒ္ဒရာနဲ့တူတယ်တဖြည်းဖြည်းနဲ့သူကနှက်သွားတဲ့သဘောရှိတယ်ပေါ့အဲ့ဒီထဲမှာသမုဒ္ဒရာကိုဦးဇင်းတို့သမုဒ္ဒရာရေကိုတို့ပြီးတော့ရက်ကြည့်မယ်ဆိုရင်ငံနဲ့အရသာရှိတယ်ဘယ်နားမှာပဲတို့ပြီးတော့ရက်ကြည့်ကြည့်ငံနဲ့အရသာရှိတယ်သမုဒ္ဒရာရဲ့အရသာဘာလဲဆိုတော့ငံညင်းပဲအဲ့ဒါလိုပဲဦးဇင်းတို့မြတ်စွာဘုရားရဲ့သာသနာတော်မှာလည်းပဲတခုတည်းသောအရသာရှိတယ်အဲ့ဒီအရသာကဘာလို့ဆိုဝိမု ക്തി လွတ်မြောက်ခြင်းပဲတဲ့ပြောရတော့လွတ်လပ်ခြင်းပေါ့ဒီနေ့မှာဦးဇင်းတို့လွတ်မြောက်တယ်လွတ်လပ်တယ်ဆိုတာကသူများကချုပ်ချယ်ထားလို့မလွတ်မလပ်ဖြစ်ရတယ်သူများရဲ့ချုပ်ချယ်မှုကနေလွတ်မြောက်သွားတယ်လွတ်လပ်သွားတယ်ဆိုတာကအလွန်မှအပေါ်ယံဆန်တဲ့လွတ်လပ်ခြင်းလွတ်မြောက်ခြင်းပေါ့တကယ်လွတ်လပ်ခြင်းအစစ်လွတ်မြောက်ခြင်းအစစ်ဆိုတာကကိုယ့်ရဲ့စိတ်ကိုလောဘဒေါသမောဟလက်ကနေလွတ်မြောက်အောင်ကြိုးစားအားထုတ်နိုင်မှတကယ်လွတ်လပ်ခြင်းလွတ်မြောက်ခြင်းလို့ဆိုရဟုတ်လားဒါကြောင့်ဦးဇင်းတို့စာကြောင်းလေးတစ်ကြောင်းတောင်ဖတ်ဘူးလေဘာကြီးထားတယ်ဆိုတော့လူကအချင်းတောင်ထဲမှာနေပေမဲ့လို့အကယ်၍များသူတော်ကောင်းတရားနဲ့ပျော်မွေ့ပြီးတော့စိတ်ဟာလောဘဒေါသမောဟကနေလွတ်မြောက်အောင်နေနိုင်မယ်ဆိုရင်တော့အဲ့ဒါဟာအချင်းတောင်မဟုတ်ဘူးအဲ့ဒါဟာသင်္ကန်းကြောင်းသာဖြစ်တယ်တဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စိတ်ကလွတ်မြောက်လို့ရှိရင်ဒါ
ဒါတကယ်လွတ်လပ်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒီလွတ်မြောက်မှုဆိုတာဟာဘာကြောင့်ရနိုင်တယ်လဲဆိုရင်စင်ကြယ်မှုတန်ရှင်းမှုဆိုတဲ့ဝိသုဒ္ဓိရှိမှဝိမု ക്തി လွတ်မြောက်မှုဆိုတာရနိုင်တာတဲ့ဟုတ်ရဲ့လားဒါကြောင့်ဒီနေရာမှာဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့နော်မိမိရဲ့စိတ်ကလေးကိုကိလေသာကနေလွတ်မြောက်သွားခြင်းနဲ့ဆိုရင်ကိလေသာကနေတန်ရှင်းအောင်စင်ကြယ်အောင်ကြိုးစားရမှာပေါ့ဟုတ်လားအဲ့ဒါလိုကြိုးစားအထုတ်မယ်ဆိုပြီးတော့တရားဓမ္မတို့ဦးဇင်းတို့တွေကြိုးစားကြတဲ့နေရာမှာစဉ်းစားကြတဲ့နေရာမှာမြန်မြန်အားဖြစ်စေဖို့ဒါဒုတိယအပိုင်းကိုဦးဇင်းတို့ရည်ရွယ်ပြီးတော့ပြောတော့မယ်နော်အခုဟာကတန်တရားကိုဆင်းရဲကလွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဦးစားပေးပြီးတော့ပြောတာပေါ့ဟုတ်လားဒါကိုကိုကကြိုးစားအထုတ်မယ်ဆိုတဲ့နေရာမှာထက်သန်တဲ့လုံလဝိရိယရှိဖို့အရေးကြီးတယ်ထက်သန်တဲ့လုံလဝိရိယရှိဖို့ဆိုတာကသူ့မှာအင်မတန်အားကောင်းတဲ့တွန်းအားတရရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒါကဘာလို့ဆိုတော့တန်ဝေကဟုတ်လားတန်ဝေကဆိုတာရှိမှတန်ဝေကဆိုတာထိတ်လန့်မှုကိုပြောတာနော်အဲ့ဒီတန်ဝေကဆိုတဲ့ထိတ်လန့်မှုဆိုတာရှိမှဝိရိယဆိုတဲ့ကြိုးစားအထုတ်ခြင်းဟာဖြစ်တာဒါကြောင့်ဦးဇင်းတို့တန်ဝေကတိဝိရိယရဲ့အကြောင်းဆိုပြီးတော့ဟောထားနော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ထိတ်လန့်မှုဆိုတာမရှိရင်အထုတ်မှုဆိုတာမရှိဘူးဆိုကြပါစို့စံမွေးအောင်စာကျက်တဲ့ကလေးတယောက်ကြိုးစားတဲ့အထုတ်တဲ့တော်လိုက်တာသူဘာကြောင့်စာကျက်လဲစံမွေးကြာမှကြောက်လို့ပေါ့ဟုတ်တယ်မဟုတ်လားဒါကြောက်တဲ့ကြောက်ထိုက်တာကိုသူကြောက်လို့ကြိုးစားအထုတ်တယ်ပေါ့ဒီနေ့မှာဦးဇင်းတို့တန်ဝေကတိတာလင်ဝရိယရဲ့အကြောင်းလို့ပြောမယ်ဆိုရင်တော့လုံးဝကြီးပြည့်စုံတယ်လို့တော့မဆိုနိုင်ဘူးသူကတော့အဓိကကြားတဲ့အကြောင်းပေါ့နောက်ထပ်ဝရိယရဲ့အကြောင်းတစ်ခုရှိသေးတယ်ကျမ်းဂန်တွေထဲမှာဝရိယဖြစ်ကြောင်းတရားဆိုပြီးတော့17မျိုးလောက်ဟောထားတာရှိတယ်အဲ့ဒီတွေကဦးဇင်းတို့အခြေခံကြတာပြောရမယ်ဆိုလို့ရှိရင်ကြိုးစားအထုတ်ခြင်းရဲ့အကျိုးကျေးဇူးအကျိုးရလဒ်ကိုမြင်မယ်ဆိုရင်လည်းဝရိယဖြစ်တယ်ကြိုးစားအထုတ်မှုမရှိခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အပြစ်အနာစာကိုမြင်တယ်ဆိုရင်လည်းဒါကြတော့တန်ဝေကလို့ခေါ်တော့နော်အဲ့ဒါလည်းပဲဝရိယကိုဖြစ်စေတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာအဓိကထားပြီးတော့ပြောချင်တာကတန်ဝေကဆိုတဲ့ထိလန့်မှုဖြစ်စေဖို့နော်အဲ့ဒါကြောင့်မို့လို့အခွင့်အာဏာတုံးလွတ်အောင်ယုံလို့တရားကောင်းစဉ်ပေးခြင်းရဲ့ရည်ရွယ်ချက်ကအခွင့်အာဏာတုံးဆိုတာစကားလုံးတစ်လုံးလွတ်အောင်ယုံဆိုတာကစကားလုံးတစ်လုံးအဲ့တော့ဦးဇင်းတို့ဒီနေရာမှာအခွင့်အာဏာတုံးဆိုတာကဘာကိုပြောတာတော့နော်တရားဓမ္မတို့ဦးဇင်းတို့အခွင့်အာဏာတုံးဆိုတာကတန်ဖိုးရှိတဲ့လူဘဝကိုရထားတယ်ရနိုင်ခဲ့တဲ့လူဘဝကိုရထားတယ်ဒီနှစ်ချက်ကိုဦးဇင်းကအဓိကထားပြီးတော့ပြောခြင်းတယ်နော်တန်ဖိုးရှိတဲ့လူဘဝကိုရထားတယ်ရနိုင်ခဲ့တဲ့လူဘဝကိုရထားတယ်ဆိုလိုတာကတရားဓမ္မတို့ဦးဇင်းတို့ရနေတဲ့အခုလူဘဝဆိုတဲ့ဒီအခြေအနေကတန်ဖိုးရှိတယ်ရခဲ့တယ်နှစ်ချက်နော်တန်ဖိုးရှိတယ်ရခဲ့တယ်အဲ့ဒါဦးဇင်းတို့တန်ဖိုးရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဗာပြောခြင်းတော့ဆိုတော့လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ကြားလဲကြားဘူးတဲ့ကိုယ်တိုင်လည်းပြောနေကြပဲပေါ့ဟုတ်လားဘာကြောင့်လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ပြောရတယ်လဲတန်ဖိုးရှိတဲ့အလုပ်မြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နိုင်ခွင့်အပြည့်အဝရှိလို့လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ပြောတာပါလူဘဝကြီးကပြောစရာကောင်းလွန်းလို့စိတ်ချမ်းသာတွေနဲ့ပြည့်စုံလွန်းလို့နေစရာကောင်းလွန်းလို့လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ပြောတာတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဆိုဘဝယက်တည်မှုလေးအတွက်အတင်းကြကုတ်ကြခဲကြိုးစားနေရတာချမ်းသာလွန်းလို့လူဘဝကိုတန်ဖိုးရှိတယ်လို့ပြောတာတော့ဘယ်လိုမှမဖြစ်နိုင်ဘူးဟုတ်လားချမ်းသာလို့တန်ဖိုးရှိတယ်လို့ပြောမှဆိုရင်တော့နတ်ပြည်မြမပြည်ကိုတန်ဖိုးရှိတယ်လို့ပြောမှာပေါ့ဟုတ်လားခုလူဘဝကိုဘာကြောင့်တန်ဖိုးရှိတယ်လို့ပြောတာတော့ဆိုတော့တန်ဖိုးရှိတဲ့အလုပ်မြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နိုင်ခွင့်ရှိလို့လူဘဝကိုတန်ဖိုးရှိတယ်လို့ပြောတာအဲ့တော့ဦးဇင်းတို့ဒီနေရာမှာကိုယ်အနီးဝန်းကျင်မှာကိုယ်နဲ့လက်လန်းမှီတဲ့နော်တိရစ္ဆာန်လေးတွေရဲ့ဘဝကိုစဉ်းစားကြည့်အလွယ်ကူဆုံးပြောကြည့်တာပါအဲ့ဒီတိရစ္ဆာန်လေးတွေမှာမြင့်မြတ်မှုတန်ဖိုးရှိမှုဆိုတဲ့အလုပ်တွေကိုသူတို့မှာလုပ်လည်းမလုပ်တတ်ဘူးလုပ်တတ်တဲ့အရည်အသွေးလည်းမရှိဘူးလုပ်နိုင်ခွင့်လည်းမရှိဘူးပေါ့ဒါကြောင့်တိရစ္ဆာန်လေးတွေဟာမြင့်မြတ်တဲ့အလုပ်တန်ဖိုးရှိတဲ့အလုပ်နဲ့သူတို့လွဲချော်ကြရတယ်။ဘာကြောင့်သူတို့လွဲရတော့ဆိုတော့မလုပ်တဲ့လို့လုပ်နိုင်ခွင့်မရှိလို့သူတို့လွဲရတယ်။တချို့လူသားတွေကြတော့လုံနိုင်တဲ့အရည်အသွေးလုံနိုင်ခွင့်အပြည့်အဝရှိပါလေကနေအကြောင်းအမျိုးမျိုးပြပြီးတော့မလုပ်ဖြစ်လို့လွဲချော်သွားတာဟုတ်လားလုံနိုင်ခွင့်မရှိတာနဲ့လုံနိုင်ခွင့်ရှိတာပဲကွာတယ်လွဲချော်သွားတာကတော့အတူတူပဲအဲ့ဒါလေးကိုဦးဇင်းကအလွန်စဉ်းစားသိခြင်းနဲ့ပေါ့နော်လုံနိုင်ခွင့်ရှိတာနဲ့လုံနိုင်ခွင့်မရှိတာပဲထူးတယ်လွဲချော်သွားတာကအတူတူပဲသူတို့လည်းပဲတရားဓမ္မတို့ဦးဇင်းတို့စဉ်းစားကြည့်နော်
မျက်စိလေးနှလုံးရှိတယ်မြင်တတ်တယ်ကြားတတ်တယ်နားတတ်တယ်စားတတ်တယ်ထိတတ်တယ်တွေးတတ်တယ်ကိုယ်လည်းပဲမြင်တတ်ကြားတတ်နားတတ်စားတတ်ထိတတ်တွေးတတ်အပေါ်ရံကတော့တိတ်မထူဘူးလို့ဦးဇင်းထင်တယ်အမှန်လည်းပဲသူလည်းတတ္တဝါတူတယောက်ကိုလည်းတတ္တဝါတူတယောက်ခံစားတတ်တယ်သိတတ်တယ်ဟုတ်လားဒါပေမဲ့သူတို့ကတတ္တဝါဆိုပေမဲ့လို့မြင့်မြတ်တဲ့လို့တန်ဖိုးရှိတဲ့လို့ကိုလုံနိုင်ခွင့်မရှိလို့သူတို့ခမညာလွဲကြရတယ်တချို့လူတွေတူတူကိုဟုတ်လားနော်အကြောင်းမျိုးပြပြီးတော့မလုပ်လို့လွဲတယ်သို့တော့သူတို့ကတော့လှုပ်ချင်လို့တောင်မှကောင်းချင်လို့တောင်မှကောင်းလို့မရဘူးလှုပ်လို့မရဘူးဒါကြတော့မှဦးဇင်းတို့တွေကတော့အခုကောင်းချင်တယ်အခုလှုပ်ချင်တယ်ဆိုရင်အခုထပ်ပြီးတော့လှုပ်လို့မရဘူးလားအဲ့ဒါဒီပင်လူဘဝရဲ့တန်ဖိုးပဲလူဘဝရဲ့အာသာချက်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့လူဘဝရဲ့တန်ဖိုးဆိုတာကိုအဲ့လိုနှိုင်းရှင်ချက်တွေနဲ့စဉ်းစားမှပို့ပြီးတော့ပေါ်လွင်လာတာဒါကိုလည်းပဲမြတ်စွာဘုရားကကိုပြားနေတဲ့ဒီအခွင့်အရေးရဲ့တန်ဖိုးကိုကိုယ်တိုင်နားလည်အောင်ဆိုပြီးတော့နှိုင်းရှင်ပြီးတော့စဉ်းစားဖို့ဆိုပြီးတော့ဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်။ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာအတ္တကနိဗ္ဗာန်မှာအခဏသုတ်တန်ဆိုတာရှိတယ်။နော်အခဏဆိုတာအခွင့်အရေးပိတ်တဲ့သဘောပေါ့။နော်ခဏဆိုတာကအခွင့်အရေးလို့အဓိပ္ပာယ်ရတယ်။ဆိုတာကမရှိဘူးပေါ့ဗျာအကျဉ်းချင်းပြောရရင်အခွင့်အရေးမရှိဘူးပေါ့။အဲ့တော့မြတ်စွာဘုရားဘယ်လိုဟောတုံးဆိုစိတ်ဝင်စားစရာတော့ကောင်းနေဗျ။လူတွေဟာတဲ့အခွင့်အရေးလို့တော့ပြောနေကြတာပဲတဲ့ဒါပေမဲ့အခွင့်အရေးဆိုတာရဲ့တကယ်အဓိပ္ပာယ်မှန်ကိုနားလည်နိုင်တဲ့လူရှားတယ်တဲ့အခွင့်အရေးလို့တော့ပြောတာပဲဒါပေမဲ့အခွင့်အရေးဆိုတာဘာကိုပြောတာတုံးဆိုမှန်မှန်ကန်ကန်သိတဲ့နားလည်တဲ့လူဆိုတာရှားတယ်ဆိုပြီးတော့အဲ့ဒီလိုလေးစကားချီပြီးတော့မြတ်စွာဘုရားကဟောတာအခွင့်အရေးရှိတဲ့ဘဝကိုပေါ်လွင်စေဖို့အတွက်အခွင့်အရေးမရှိတဲ့ဘဝကိုမြတ်စွာဘုရားကအရင်ထုတ်ပြတယ်ရှင်းမျိုးတောင်ထုတ်ပြတယ်အဲ့ဒါကိုဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့ရက်ပြည့်၈ပါးဆိုပြီးတော့မှတ်သားဘူးတယ်ပေါ့ဒီနေ့မှာဦးဇင်းတို့တောင်မြုပ်စတော်ကြီးကတော့ရက်ပြည့်ဆိုတာနော်အပြစ်ရှိတဲ့အရက်ကိုရက်ပြည့်လို့ဗမာတွေကပြောတယ်တဲ့ဒီနေ့မှာအပြစ်ရှိတယ်ဆိုတာကထူးထူးကြီးအပြစ်ရှိတာကိုပြောတာမဟုတ်ပါဘူးတဲ့မက်ဖို့နိဗ္ဗာန်ကိုရအောင်လုပ်နိုင်ခွင့်မရှိတာကိုပဲဒါကြီးကျယ်တဲ့အပြစ်တရားအနေနဲ့အပြစ်ရှိတယ်လို့ပြောတာတဲ့အဲ့ဒီအပြစ်ရှိတဲ့အရက်ဘဝ၈မျိုးရှိတယ်ဒါကိုရက်ပြည့်၈ပါးလို့ဆိုတယ်နော်အဲ့ဒီရက်ပြည့်၈ပါးကိုဦးဇင်းတို့ဆောင်းပုဒ်ကလေးနဲ့အလွယ်မှတ်မယ်ဆိုရင်တော့ခေါင်းထဲမှာလွယ်လွယ်ကူကူမှတ်သားမိနိုင်တာပေါ့နော်အဲ့ဒါဦးဇင်းတို့ပိဿပေါင်းတော်တို့တချို့လည်းရမယ်ထင်ပါတယ်နော်ဖျားပွင့်ငါဘယ်သုံးရွာနှစ်ဒီကယုဏဖြစ်လက်ပိစ္ဆာမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသာဉာဏ်ရှိညာလီဖျားမဖြစ်ကြံကံလှစ်သည်ရက်ပြည့်၈ပါးတယုတ်ဒီဟုတ်ဒါလေးကိုရမယ်ဆိုလို့ချင်းရက်ပြည့်၈ပါးကိုသိတယ်တနည်းအားဖြင့်ငါဟာဒီအခြေအနေဆိုဘဝဆိုရှင်မျိုးကလွတ်မြောက်ထားတဲ့ငါလို့ကိုယ့်ရဲ့ကောင်းမြတ်တဲ့အခြေအနေရဲ့တန်ဖိုးကိုကိုယ်တိုင်နားလည်သွားမယ်ပေါ့နော်။ဘာပြောတာတုံးဆိုတော့ဖျားပွင့်ငါဘယ်သုံးရွာနဲ့ဟောလောကကြီးမှာဖျားကပွင့်နေတယ်သူတော်ကောင်းတရားထွန်းကားနေတယ်သို့တော့တတ္တဝါကဘယ်ရောက်တုံးဆိုတော့အပေ၃ရွာမှာရောက်နေတယ်ပိဿရေအပေ၄ရွာလို့မပြောဘူးနော်အမှန်ကအပေ၄ပုံလို့ပဲအပြောများတယ်မဟုတ်လားအေးအဲ့ဒါအပေ၃ရွာဆိုတာကဘာကိုပြောတာလဲဆိုတော့ငရဲတလိษံပြိတ္တာအတုရကေကိုပြိတ္တာထဲမှာထည့်လိုက်တယ်တဲ့ဒါကြောင့်အပေက၃ရွာဖြစ်သွားတယ်နော်ဘုရားကလောကကြီးမှာပွင့်နေတဲ့တတ္တဝါကအဲ့ဒီလိုမျိုးအကျင့်မြတ်ကိုကျင့်သုံးနိုင်ခွင့်မရှိတဲ့တန်တရားဝိဆင်းရဲကလွတ်မြောက်အောင်လုပ်နိုင်ခွင့်မရှိတဲ့တဲ့တော့ပြောရရင်ကိုရောက်နေတဲ့ဒုက္ခကနေကိုလွတ်အောင်ယုံနိုင်ခွင့်မရှိတဲ့အဲ့ဒီဘဝ၃မျိုးမှာသူရောက်နေတယ်ဒါဆိုရင်ရက်ပြည့်၈ပါးတဲ့သူပါသွားတယ်ပေါ့နော်ဘုရားပွင့်ငါဘယ်၃ရွာနဲ့ဒီဃာယုဏဟောဒီဃာယုဏဆိုတာဒီဃအာယုဒီဃဆိုတာရှိလေရတာအာယုဆိုတာအသက်ရှိတဲ့နတ်ဆိုတာဒီနေမှာဘာရည်ရွယ်ပြောတာလဲဆိုတော့အတင်ညတဘုံလို့ဆိုတဲ့ရုပ်ကြည်ရှိတဲ့ပြမနောက်အရူပဘုံလို့ဆိုတဲ့အရူပပြမလို့ဆိုတဲ့နော်နာမ်ကြီးရှိတဲ့ပြမဒါတွေရှိတယ်လို့ဆိုတဲ့လောကကြီးမှာနော်အဲ့ဒီအတင်ညတပြမအရူပပြမတွေဟာရုပ်ကြည်ရှိတဲ့အတွက်ကြောင့်နာမ်ကြီးရှိတဲ့အတွက်ကြောင့်နော်သူတို့မှာအကျင့်မြတ်ကိုကျင့်သုံးနိုင်ခွင့်နဲ့လွဲချော်ကြရတယ်ပေါ့နော်နာမ်ကြီးရှိတော့လည်းပဲရုပ်မရှိလို့ဘုရားမဖူးနိုင်ဘူးတရားမနာနိုင်ဘူးပေါ့ဟုတ်လားဒါကြောင့်သူကလည်းအခြေအနေဆိုးတယ်ပေါ့နော်သူလည်းပဲဒါရက်ပြည့်၈ပါးထဲမှာပါရတယ်ဘဝကယုံညံ့နှုံးလို့မဟုတ်မက်ဖို့နိဗ္ဗာန်ကိုရနိုင်ခွင့်မရှိလို့သူ့ကိုရက်ပြည့်၈ပါးထဲထည့်ရတယ်ဘုရားပွင့်ငါဘယ်၃ရွာနှစ်ဒီကယုဏဖြစ်လက်ပစ္ဆံဟောဖြစ်လက်ပစ္ဆံဆိုတာဘ
ဖယားကလောကကြီးမှာပွင့်နေတဲ့တတ္တဝါပစ္စံတတိအရက်ဆိုတဲ့အလွန်ဝေးလံခေါင်တည်တဲ့အရိုင်းအဆိုင်လူရိုင်းနေကြတယ်မှာသွားပြီးတော့ဖြစ်တယ်။တော့ဘုရားမှမသိတရားမှမသိသံဃာမှမသိသူတော်ကောင်းတရားမှမသိဟုတ်လားအဲ့လိုသိနိုင်ခွင့်မရှိတဲ့ဝေးလံခေါင်တည်တဲ့လူရိုင်းမျိုးတွေသွားဖြစ်နေတယ်။ငါးခုရှိသွားပြီနော်။ဘုရားပွင့်မှာဘယ်သုံးရွာနဲ့ဒီဃာယုနဲ့ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဟောဘုရားကလောကကြီးမှာပွင့်တယ်တတ္တဝါကလူလည်းဖြစ်တယ်သို့တော်ဘာဖြစ်လို့ဆိုအယူအဆမှားယွင်းတဲ့အမျိုးအနွယ်တွေမှာသွားပြီးတော့ဖြစ်တယ်နော်ဒါကိုမိစ္ဆာဉာဏ်ရှိလို့ပြောတယ်အဲ့ဒါလည်းရပ်ပြစ်7ပါးနဲ့ပါသွားတယ်ဒီကနေ့ခေတ်မှာရပ်ပြစ်7ပါးထဲမှာပါတဲ့လူတွေအများကြီးရှိဘူးလားရှိတယ်နော်အေးဘုရားပွင့်ကံပဲ3ရွာနဲ့ဒီဃာယုနတ်ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသာဉာဏ်ရှိညာလီဘုရားမဖြစ်ကြံကံလှစ်သည်ဟောဉာဏ်တော့ရှိပါရဲ့မိစ္ဆာဉာဏ်ရှိဉာဏ်မရှိတာဉာဏ်မရှိတာကြံနေသေးတယ်လောကကြီးမှာဘုရားကတော့ပွင့်တယ်တတ္တဝါကမိစ္ဆာဉာဏ်ရှိတာတော့မဟုတ်ဘူးသို့တော်သူကဘာဉာဏ်မှကိုမရှိမွေးလာတဲ့ကစားအထိုင်ကလေးအာလေးနော်အေးတမူကောတဲ့တရေတများများနဲ့ကောင်းတာပြောလို့ပြောမှမသိဆိုတာပြောလို့ပြောမှမသိနော်အာကလေးအထုံကလေးအထိုင်ကလေးအဆွန့်ကလေးပိတ္တတို့မြင်မှုမှာပါနော်အေးအဲ့ဒါမျိုးဆိုရင်လည်းပဲသူကမဖို့တရားအထူးတရားအမြတ်ကိုရနိုင်တဲ့အခြေအနေသူမှမရှိဘူးဉာဏ်ရည်ဉာဏ်သွေးနှိမ့်ပြီးတော့အုံနောက်အရေးအသွေးမပြည့်တဲ့လူတွေပေါ့ဟုတ်ရလားအေးအဲ့ဒါလည်းပဲရပ်ပြစ်7ပါးလည်းပါတယ်နော်အေးနောက်ဆုံးရပ်ပြစ်7ပါးကဘာလို့ဆိုတော့မိစ္ဆာဉာဏ်ရှိဉာဏ်မရှိသာဉာဏ်ရှိညာလည်းဘုရားမဖြစ်ကြံကံလှစ်သည်လူကတော့အည်အသွေးပြည့်ပါတဲ့ပိမိခိုင်းနေပါပဲဒါမဲ့လို့သူလူဖြစ်နေတဲ့အခိုက်မှာလောကကြီးမှာဘုရားကမပွင့်ဘူးတဲ့ဟုတ်လားအဲ့ဒါဆိုရင်ရပ်ပြစ်7ပါးရှိမသွားဘူးလားရှိသွားတယ်ခုတရားဓမ္မတို့ဦးဇင်းတို့တွေမှာအဲ့ဒီ7မျိုးထဲမှာကိုမပါအောင်ကိုဟာ9ခုမြောက်ထဲမှာကိုရောက်နေတယ်ဒါကိုနဝမခဏနဲ့နော်နဝမ9ခုမြောက်အလွန်ကောင်းတဲ့အခွင့်အရေးနဲ့ပြည့်စုံတဲ့ဘဝတစ်ခုအခြေအနေတစ်ခုကိုရထားတယ်ပိဋကရဲ့တန်ဖိုးကိုတိမှလည်းပဲတန်ဖိုးကပို့ထားတာနော်အေးတော့ကြောက်တလုံးကောက်တော့ရထားတာပဲဘလောက်တန်တယ်လို့မသိဘူးဆိုကြပါစို့ကိုယ်စီသေးက3သိန်းလောက်ပဲတန်တယ်ဆိုရင်3သိန်းတန်လောက်ပဲစောင်းရှောက်မယ်3သိန်းတန်လောက်ပဲဝမ်းသာမယ်ပေါ့ဟာသိန်း100တန်တယ်လို့များသိမယ်ဆိုရင်တော့သိန်း100တန်လောက်ဝမ်းသာမယ်သိန်း100တန်နဲ့ညီတဲ့စောင်းရှောက်မှုပေးမယ်သိန်း100နဲ့တန်တဲ့တန်ဖိုးထားမှုဖြစ်မယ်ပေါ့ဒါကြောင့်တန်ဖိုးကိုနားလည်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်လူဘဝရဲ့တန်ဖိုးဆိုတာဘာလဲဆိုရင်အဲ့ဒီမြင့်မြတ်မှုဗြဟ္မစရိယဆိုတဲ့ကောင်းမြတ်တဲ့အကျင့်ဒုက္ခကလွတ်အောင်ရုံးထွက်နိုင်အောင်ကြိုးစားအထုတ်တဲ့ဒီအကျင့်မြတ်ကိုကျင့်သုံးနိုင်ခွင့်ရှိတာကိုပဲဒါလူဘဝရဲ့တန်ဖိုးလို့ပြောတယ်။ဒါကြောင့်တန်ဖိုးရှိတဲ့ဘဝဒါအခွင့်သာတုံးဆိုတာလေးကိုဦးဇင်းတို့နည်းနည်းချက်ထွင်ပြီးတော့ပြောနေတာပါ။အခွင့်သာတယ်ဆိုတာဒါကိုပြောတာဆိုတာလေဟုတ်လား။ပြီးရင်ဦးဇင်းတို့တန်ဖိုးလည်းရှိတယ်။သောသောကနှစ်ချက်ပြောခဲ့တဲ့လူဘဝဟာတန်ဖိုးလည်းရှိတယ်။ရာလည်းရာခဲတယ်။ရာခဲတယ်ဆိုတာလေးကလည်းပဲအလွန်မှထက်တွက်စရာကောင်းတဲ့အနေအထားတစ်မျိုးပေါ့အဲ့ဒါဘယ်လောက်ထိရခဲ့တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဦးဇင်းတို့မဟာဝဂ္ဂတန်ယုတ်ပါဠိတော်မှာဟောထားတာတစ်ခုရှိတယ်စိတ်ကလယုဂလသုတ်စိတ်ကလယုဂသုတ်တံဆိုပြီးတော့နောက်သုတ်တံနှစ်ပုဒ်ဟောထားတာရှိတယ်အဲ့ဒါပိဋကပေါင်းသူတော်တို့ကြားဖို့ပြီးသားပါဟိုလူတယောက်ကနော်တဘိုးတုံးတထုံးကိုအပေါက်တစ်ပေါက်ဖောက်ပြီးတော့သမုဒ္ဒရာလေးကိုပြစ်ချလိုက်နော်အဲ့ဒီထိုးပြားကအပေါက်တစ်ပေါက်ပါတဲ့ထိုးပြားကတောင်လေးလိုက်ရင်မြောက်သွားမယ်မြောက်လေးလိုက်ရင်တောင်သွားမယ်အဲ့လိုပဲရှိလေလားနောက်သွားမယ်နောက်လေးလိုက်ရင်အရှိသွားမယ်ကြုံမိကြုံရရောက်မိရောက်ရသူလည်းမျိုးချင်းဟာမျိုးနေမယ်ပေါ့အဲ့ဒီပင်လေသမုဒ္ဒရာထဲမှာပဲမျက်စိနှစ်ဖက်အစုံပြက်နေတဲ့လိကန်းတကောင်ကလည်းပဲအနှစ်100ကြာမှရေပေါ်ကိုသူကလည်းတစ်ခါတက်တယ်လို့ဆိုတယ်နော်အနှစ်100အတွင်းမှာတော့သူဒီလိုပဲရေအောက်မှာပဲနေတယ်အနှစ်100ပြီးမှသူကတစ်ခါပဲတက်မယ်အလွန်ကျေပြောလာတဲ့ဒီသမုဒ္ဒရာကြီးထဲမှာအပေါက်တစ်ပေါက်ရှိတဲ့ထိုးပြားကလည်းမျိုးချင်းဟာမျိုးမယ်မျက်စိနှစ်ဖက်ကန်းနေတဲ့အနှစ်100မှတစ်ချိန်တက်တဲ့လက်ကြီးကလည်းသွားခြင်းရသွားနိုင်မယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီဥပမာကိုထုတ်ပြန်ပြီးတော့จิตသားတို့တဲ့အဲ့ဒီလက်ကန်းဟာအဲ့ဒီသဘောပေါက်မှာစွတ်မိဖို့ဆိုတာလွယ်ကူတဲ့အလုပ်လို့ဆိုနိုင်မလားတဲ့မဆိုနိုင်ပါဘူးဗျာလို့ရဟန်းတော်တွေကလည်းလျှောက်တာပါပဲအဲ့တော့မြတ်စွာဘုရားကအေးအဲ့ဒီဟာမလွယ်ကူတာထက်လူအဖြစ်ကိုရဖို့ဆိုတာကပို့ပြီးတော့မလွယ်ကူဘူးဘာကြောင့်လဲဆိုတော့အပေလေးပါးကိုပျက်စီးပြီးတော့ကျသွားတဲ့တတ္တဝါတူတယောက်တည်းလူအဖြစ်ကိုပြန်ရဖို့ဆိုတာအလုံးမခရင်နေတဲ့ဘာကြောင့်လဲဆိုတော့အပေလေးပုံတည်းအညမညာခါရန္တိအချင်းချင်းစားတယ်နိုင်ရာစားတယ်အာကြီးချင်းတည်ပင်လင်သူကတော့အမှန်တရားပဲဟု
ဟုတ်လားအပေပုံဆိုတာဒါအားဟာသူ့ဘာသူတို့ရဲ့ဘဝအခြေအနေမှာဒါအမှန်တရားပဲနော်ဒါကြောင့်သူတို့မှာကောင်းမြတ်မှုမြင့်မြတ်မှုဆိုတာအလွန်မှဖြစ်ထောင်ဖြစ်ခဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဘဝဆိုးတွေကနေလွတ်မြောက်ဖို့ဆိုတာတော်တော်မလွယ်ဘူးပေါ့အဲ့ဒီမှာမြတ်စွာဘုရားကဒုတိယသုတ်တန်ကြတော့သူကဘာလေးအထူးပြုပြီးတော့ပြောထားတော့ဆိုတော့လူဘဝကိုရဖို့ကပို့ပြီးတော့ခရင်နေတဲ့ဘာကြောင့်လဲဆိုတော့အကြောင်းနေစုံမှလူဘဝဆိုတာရတာပါတဲ့အဲ့ဒီစကားကအဓိပ္ပာယ်ကအလွန်ကျယ်တယ်ဗျဟုတ်လားအကြောင်းနေစုံမှလူဘဝဆိုတာကိုရတာပါအဓိကအကြောင်းတရားကတော့ကုသိုလ်ပဲနော်အဓိကအကြောင်းတရားကဘာလဲကုသိုလ်ပဲဒါကြောင့်အကြောင်းစုံမှကုသိုလ်လူဘဝဆိုတာရတာပါတဲ့အဲ့ဒီမှာတစ်ဆက်တည်းမြတ်စွာဘုရားဘာပြောတော့ဆိုတော့တဲ့လူဘဝဆိုတာလည်းပဲအကြောင်းစုံမှရသလိုဘုရားပွင့်တယ်ဆိုတာလည်းအကြောင်းတွေတကယ်စုံမှပွင့်တာတဲ့နောက်သူတော်ကောင်းတရားထွန်းကားတယ်ဆိုတာလည်းအကြောင်းတွေအများကြီးတကယ်စုံမှသူတော်ကောင်းတရားဆိုတာထွန်းကားတာတဲ့အခုတဲ့ဘုရားလည်းပွင့်တယ်သူတော်ကောင်းတရားလည်းထွန်းကားတယ်တင်တို့လည်းပဲအကြောင်းစုံလို့လူသားတရားဖြစ်နေတယ်အဲ့ဒါလိုအကြောင်းတွေစုံတော့မှသစ္စာလေးပါးတရားကိုသိအောင်ကြိုးစားအထောက်လိုက်ကြလို့မြတ်စွာဘုရားကအဲ့ဒီမှာဏိကုံးချုပ်တိုက်တွန်းတယ်နောက်အကြောင်းတွေစုံတော့မှသစ္စာလေးပါးကိုသိအောင်ကြိုးစားအထောက်လိုက်ကြနောက်လူဘဝကြီးမှာတမိုးရှိဆုံးလို့ဟာဘာလဲလို့မေးရင်သစ္စာလေးပါးသိရသိကြောင်းကုသိုလ်ကောင်းမှုအစုစုကိုပြုခြင်းဒီဒါတန်ဖိုးအရှိဆုံးအလုပ်လို့ပြောရမှာပဲဟုတ်လားကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာလည်းပဲသစ္စာလေးပါးကိုသိဖို့ဆိုတဲ့ရည်ရွယ်ချက်ပါမှဖြစ်မှာနော်ဘာမှဖြစ်မှာဓမ္မသူကတန်ဖိုးအကြီးဆုံးအလုပ်ထဲကိုတန်းဝင်သွားမှာပေါ့ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကလူဘဝကြီးရခဲ့တယ်ဆိုတာအဲ့ဒါလေးနဲ့ပေါ်လွင်ထင်ရှားအောင်ပြောတယ်ပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အလွန်မှတန်ဖိုးရှိတယ်နော်ဘုရားသာသနာနဲ့တွေ့ရတဲ့အကျင့်မြတ်ကိုကျင့်သုံးနိုင်ခွင့်ဆိုတဲ့အခွင့်အရေးအပြည့်အဝရှိတဲ့တန်ဖိုးရှိတဲ့လူဘဝကြီးရခဲ့တဲ့လူဘဝကြီးကိုရကြပြီရနေတဲ့အခါမှာစဉ်းစားရကောင်းတာကမေငါဤရတ္တိန်ဒီဝါညင့်နေတို့သည်ကထံဘူတ္တဘဲပုံစံနဲ့ဝိတိဝတ္တန်ဒီကုံသွားကြသည်နေဟောဘုရင်တို့ပပ္ပစိတဗိနာတုတ်တန်ဆိုတာရှိတယ်ဗျအဲ့ဒီမှာမြတ်စွာဘုရားကအမြဲတမ်းစဉ်းစားရမယ့်အချက်10ချက်ဆိုပြီးတော့ဟောထားတာရှိတယ်ဒါတစ်ချက်အပါဝင်ပေါ့ဘာစဉ်းစားခိုင်းလဲဆိုတော့ငါရဲ့အချိန်တွေဟာဘယ်လိုကုံသွားတာလဲလို့ယဟန်ဆိုတာအမြဲတမ်းစဉ်းစားရမယ်တဲ့ယဟန်မှာမဟုတ်ဘူးလူလည်းပဲအကျိုးရှိခြင်းနဲ့ဆိုရင်စဉ်းစားရမှာပဲဟုတ်လားငါရဲ့အချိန်တွေဘယ်လိုကုံသွားလဲဆိုတာကိုစဉ်းစားရမယ်တဲ့အဲ့လိုသာစဉ်းစားမယ်ဆိုရင်တော့တူတူကိုအဖြေကတော့တိတ်မကောင်းဘူးလို့ထင်တာပဲအချိန်တွေဘယ်လိုကုံသွားလဲလို့စဉ်းစားရင်အများစုကတော့အိတ်ပြစ်လိုက်တဲ့အချိန်တွေနဲ့အများကြီးကုန်တယ်ဟုတ်လားတန်ဖိုးမရှိတဲ့စကားတွေကိုပြောရင်းနဲ့အချိန်တွေအများကြီးကုန်တယ်တော့ရောက်တောင်ရောက်အတွေးတွေတွေးရင်းနဲ့အချိန်တွေအများကြီးကုန်တယ်ဟုတ်လားဘာမှတန်ဖိုးမရှိတဲ့ဗီဒီယိုစကားတွေကြည့်ရင်းနဲ့အချိန်ကုန်တာတွေလည်းအများကြီးရှိတယ်ဟုတ်လားတကယ်တမ်းတွက်ကြည့်မယ်ဆိုရင်အဲ့ဒါတွေသာနှုတ်လိုက်မယ်ဆိုရင်တော့တန်ဖိုးရှိတာကိုလုတ်ပြီးတော့ကုန်တဲ့အချိန်ကတော်တော်ကြီးကိုနည်းသွားတယ်ဒါကလည်းပဲပိဋကပေါင်းတော်တို့စဉ်းစားမိမှလည်းပဲသဘောပေါက်ပြီးတော့နှစ်မျိုးအကောင်မှသိမှာဟုတ်ဗျတကယ်တမ်းကဒီအချိန်ဒီပင်ဒီတန်ဖိုးရှိတဲ့ဘဝလို့မဆိုနိုင်ဘူးလားဘဝဆိုတာဒီအချိန်လေးတွေရဲ့အစုပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်တို့ငါဟာအချိန်ဘယ်လိုကုန်ခဲ့တာလဲလို့စဉ်းစားရင်တော့တော်တော်ထိတ်လန့်စရာကောင်းတာပဲများသောအားဖြင့်တော့အချိန်ကိုဘယ်လိုအသုံးချလိုက်တော့ဆိုတော့တန်ဖိုးမရှိတဲ့ဘက်မှာအသုံးချပလိုက်တယ်တဲ့ပြောရရင်အချိန်ကိုဖြုံးပြလိုက်တယ်ပေါ့နော်အချိန်ကိုဖြုံးရင်းသည်ဘဝကိုဖြုံးရင်းမှာပဲနော်တကယ်တမ်းကအသက်60နေရမဲ့လူတယောက်အသက်50လောက်ထိမိမိရောရောနေလာတယ်ဆိုရင်6ပုံပုံ5ပုံကိုသူအလဟတ်တကိုပဲဖြုံးပြီးပြလိုက်တာဖြစ်နိုင်ကြီးအများကြီးရှိတဲ့လူဘဝကိုဘာမှဖြစ်အောင်မလုပ်လိုက်ဖဲနဲ့သူဟာအချိန်ကိုအလဟတ်တဘဝကိုအလဟတ်တဖြုံးပြလိုက်တာနော်လူဘဝရဲ့အင်မတန်ကြီးတဲ့အပြစ်တွေထဲမှာဒီအပြစ်ဟာလည်းပဲတော်တော်ကြီးတဲ့အပြစ်တွေကိုပါမယ်လို့ဦးဇင်းကတော့ထင်တာပဲဒါပေမဲ့အချိန်ဖြုံးတာကိုတော့ဘယ်သူမှအပြစ်လို့သိပြီးတော့မမြင်ညာဘူးပေါ့ငါဘာဘယ်သူကိုဘာလုပ်နေလို့လဲလို့ပြောမှာပေါ့နော်ဒါပေမဲ့လို့ဖြစ်နိုင်ကြီးရှိပါလေခင်နဲ့ဖြစ်နိုင်ကြီးရှိတာကိုအသုံးမချဘဲနဲ့အလားတကုန်ခန်းသွားစီတယ်ဆိုတော့ဒါတော်တော်ကိုနှမျောစရာမကောင်းဘူးလားတကယ်တမ်းကကောင်းတယ်ဘယ်လိုအချိန်ကုန်လဲဆိုတာစဉ်းစားရမယ်နော်လူအများစုကတော့နော်လေဒီဆိုကြီးရေးထားတဲ့တေးတဲ့ထဲကလို့အချိန်ဘယ်လိုကုန်လဲဆိုတော့ငါအာယုံပင်အစုခင်မှုနဲ့နေကုန်ဟောအချိန်ဘယ်လိုကုန်လဲဆိုတာရဲ့အဖြေကတော့ရေဘူးရကတော့အဲ့ဒါပဲငါအာယုံပင်အစုခင်မှုနဲ့နေကုန်ငါအာယုံဆိုတာအာယုံ၅ပါးပင်အစုဆိုတာပင်ဆိုတာကမစင်ကိုပြောတာ
နော်အာယုံ၅ပါးကြောင့်ဖြစ်တဲ့ချမ်းသာဆိုတာမစင်ကြယ်တဲ့မတန့်ရှင်းတဲ့ချမ်းသာမှုမစင်အညစ်အကြေးနဲ့တူတဲ့ချမ်းသာလို့ဆရာကြီးကနာမည်တက်တာဒါလည်းမြတ်စွာဘုရားရဲ့အလိုတော်ကြပါပဲနော်ကာမဂုဏ်ချမ်းသာဆိုတာမိန်လဒုက္ခမစင်ချမ်းသာလို့ဒါဘုရားလည်းဟောထားတာနော်အဲ့တော့လူတွေဘလို့အချိန်ကုန်လဲဆိုတော့ငါးအာယုံပင်အစုခင်မှုနဲ့နေကုန်အဲ့ဒီအာယုံ၅ပါးကိုခင်မင်တွေ့တာမမောရအောင်ရှာဖွေကြိုးစားအထုတ်ရင်းနဲ့ပဲနေတွေကုန်သွားတယ်တဲ့ငါအာယုံပင်အစုခင်မှုနဲ့နေကုန်နေယခုမေဘုံလို့တွေ့မဲ့ကြုံစခံပဲလေးဝတောကဘုံမှာမျိုးရယုံရှိတော်ကမန်းအဲ့ဒီတေးတဲ့လေးကတလုံးချင်းဆိုကြည့်ရင်တော့တော်တော်ကောင်းတယ်ဗျ။စဉ်းစားရလည်းတော်တော်ကောင်းတယ်အဓိပ္ပာယ်ကအလွန်မှလေးနဲ့တယ်လို့ဆိုရတယ်နော်ငါအာယုံပင်စုခင်မှုနဲ့နေကုန်နေယခုမေဘုံလို့တွေ့မဲ့ကြုံစခန်းဒီလောက်မေ့တာများကြုံမကြုံဘူးပါဘူးလို့ပြောတာပါနော်နေယခုမေဘုံလို့တွေ့မဲ့ကြုံစခန်းပေလေးဝတောကဘုံမှာမျောရယုံရှိတော်ကမန်းဆိုရင်မူပူလောင်မှုတွေနဲ့အမြဲတမ်းဆင်းရဲနေတဲ့အပေဘုံနဲ့မျောရလိမ့်မယ်တဲ့ဒီတိုင်းသာဆိုရင်တော့နော်ပေလေးဝတောကဘုံမှာမျောရယုံရှိတော်ကမန်းအဝီစီတောင်းအမှုမှာကောင်းမပြူစရာနှစ်အရှိနှစ်မီလန်းကိုလာနင်မျောစမ်းနဲ့ကိုနောက်ဆုံးတကယ်ဆိုးလာပြီဆိုရင်ငရဲတီရောက်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်နှစ်အရှိနှစ်မီလန်းကိုလာနင်မျောစမ်းနဲ့ကိုဒေသနာထင်အလင်းရဲ့နဲ့နင်ဖြင့်ပူရတာပူဟောမြတ်စွာဘုရားဟောထားတဲ့တရားတွေကတော့အလွန်မှလည်းရှင်းတယ်နားမလည်စရာလည်းဘာမှမရှိဘူးဒေသနာထင်အလင်းရဲ့နဲ့နင်အဖြင့်ပူရတာပူပြင်းတာကိုသူကသိမပြောဖြင်းတာကိုပြောထားတယ်နော်ဟုတ်လားအေးဖြင်းတာကတော်တော်ဆိုးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားနင်အဖြင့်ပူရတာပူဒီလောဘဇယိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောက်အစ်တကယ်ပြင်းလျံကောင်းဖို့အစဉ်ဟောဒါကလည်းအလွန်မှအဓိပ္ပာယ်ကောင်းတယ်ဒီလောဘဇယိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောက်အစ်တကယ်ပြင်းလျံကောင်းဖို့အစဉ်နော်လောဘကိုဇယိုက်အိုလို့နာမည်တက်တယ်နော်လောဘကတန်တရားတစ်ခွင်ကဒီအချိန်အထိသူကကိုယ်တန်တမှာဆွဆွမြဲမြဲဖြစ်နေတဲ့အိုလှမင်းလှပြီကြာလှပြီဆိုတဲ့ဇယိုက်ကြီးပေါ့မကောင်းတဲ့ဇယိုက်ကြီးအိုမင်းနေလှပြီနော်ဇယိုက်အိုတဲ့သုံးပုံကလေးဟုတ်လားဒီလောဘဇယိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့လောဘနောက်ကိုမလိုက်ဖဲနဲ့တဲ့ဟုတ်လားဒီလောဘဇယိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောက်အစ်တကယ်ပြင်လျင်ကောင်းဖို့အစဉ်ဒီတိုင်းကတော့တိတ်မကောင်းဘူးအစ်ကလေးပြင်ဖို့ဆိုတာပြောတာပါပဲဟုတ်လားနောက်အစ်တကယ်ပြင်လျင်ကောင်းဖို့အစဉ်ခွင့်သားခိုက်ကမမလိုက်ခြင်းလေအမိုက်နဲ့ပြန်ရှိသေးလေလိမ့်လားဟောအခွင့်သားနေတဲ့အခိုက်မှာမလိုက်ဘူးဆိုရင်တော့ကိုယ်တည်းမိုက်တဲ့လူမရှိတော့ဘူးတဲ့ခွင့်သားဒုံကမမယုံခြင်းလေအရှုံးနဲ့ပြန်ရှိသေးလေလိမ့်လားခွင့်သားဇေကမမခဲခြင်းလေအလွဲနဲ့ပြန်ရှိသေးလေလိမ့်လားတဲ့ဆိုတော့ကြီးကနော်သူတော်ကောင်းတရားနဲ့တွေ့တဲ့အခိုက်မှာကြိုးစားအထောက်မှုမရှိဘူးဆိုလို့ရှိရင်နော်ကိုယ့်ထက်မိုက်တဲ့လူမရှိတော့ဘူးကိုယ့်ထက်လွဲတဲ့လူမရှိတော့ဘူးကိုယ့်ထက်ရှုံးတဲ့လူမရှိတော့ဘူးလို့ဟောဟာတာသုံးလုံးနဲ့သတိပေးသွားနော်မိုက်တယ်ဆိုတာလည်းမကောင်းလွဲတယ်ဆိုတာလည်းမကောင်းရှုံးတယ်ဆိုတာလည်းမကောင်းဒါပေမဲ့လို့ဒီကရမတို့ဦးရှင်တို့နော်လောဘဇယိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောင်အစ်စ်တကယ်ပြင်လင်ကောင်းဖို့အရှင်အစ်စ်ပြင်မယ်ဆိုတော့ကောင်းတယ်ပေါ့နေခြင်းမြေတိုင်နေမယ်ဆိုရင်တော့နော်မကောင်းဘူးဆိုတဲ့ဒီအမိုက်ဒီအလွဲဒီအရှုံးနဲ့ညာကြရမှာပဲဒါကတော့ဘယ်လိုမှမလွဲနိုင်ဘူးနော်ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့အခွင့်တာတော့မှမယုံဘူးဆိုရင်တော့ကိုယ့်တဲ့ရှုံးတဲ့လူမရှိတော့ဘူးအခွင့်တာစဲမှာမခဲဘူးဆိုရင်တော့ကိုယ့်တဲ့လွဲတဲ့လူမရှိတော့ဘူးဒီနေ့မှာဦးရှင်တို့ပေးတဲ့ပေါင်းတော်ကောင်းတို့လူတိုင်းကြားဖို့နေတဲ့နော်တေရိဝဇတ်ဆိုပြီးတော့နော်ရွဲကုန်တဲ့အကြောင်းကိုဦးရှင်ဒီကုန်းကျုပ်ပြောခြင်းဟုတ်လားနော်မိုက်တယ်ရှုံးတယ်လွဲတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့များသောအားဖြင့်ဒီရွဲကုန်တယ်ကိုလေငယ်တည်းကစပြီးတော့လူတိုင်းကြားဖို့ပါလေလူတိုင်းကြားဖို့တယ်လို့သာပြောတာဗျဦးတဲ့တစ်ခါစကိုင်းမှာမေမြို့ကနေပြီးတော့ဦးဇင်းတို့ဂေါ်တခါကလားတွေအများကြီးဦးဇင်းကြီးရောက်လာတယ်အဲ့ဒါသူတို့တွေ့တော့သူတို့ကတရားဟောပါဆိုတော့ဦးဇင်းကလည်းအဲ့လိုဆိုရင်တော့ဘာပြောရမလို့လို့စဉ်းစားရင်းနဲ့ခင်ဗျားတို့ရွေးကုန်တယ်ကြားဘူးတယ်မလားဆိုကြားဘူးတဲ့နော်စဉ်းစားကြည့်နော်တခါကြီးမိုင်မြကိုကြားဘူးနေတာလည်းပဲကိုကကြားဘူးနိုင်တဲ့အတိုင်းဝိုင်းလေးထဲမှာနေလို့ကိုကြားဘူးလားဒါကိုကတန်ဖိုးထားဖို့လိုတယ်ဟုတ်လားကြားဘူးနိုင်လောက်တဲ့အတိုင်းဝိုင်းမှာမနေရတဲ့လူတွေကြားဘူးဖို့မလွယ်ဒါပေမဲ့ဦးဇင်းတို့ဒီနေရာမှာရွေးကုန်တယ်ကိုကြားဘူးနေတာကများလောအားဖြင့်
ရွက်ကုန်တဲ့ဇက်နဲ့ပတ်သက်ပြီးတော့ပြောကြတာနားထောင်ကြတာဘယ်လိုရွယ်ချက်နဲ့ပြောကြလဲနားထောင်ကြလဲဆိုတော့ရိုးသားဖြတ်မှတ်မှုရဲ့ဂုဏ်ကျေးဇူးမရိုးသားခြင်းကောက်ကျစ်ခြင်းရဲ့အပြစ်အနာစာကိုထင်ထင်ရှားရှားပြဖို့အတွက်ဒီရွက်ကုန်တဲ့ကိုများသောဖြင့်ပြောကြတာပေါ့ဒါပေမဲ့လို့မြတ်စွာဘုရားဟောထားတာကအဲ့ဒီရွယ်ချက်နဲ့ဟောထားတာမဟုတ်မြတ်စွာဘုရားရွက်ကုန်တဲ့ဇက်ကိုဟောထားခြင်းရဲ့ရည်ရွယ်ချက်ကရရှိလာတဲ့အခွင့်အရေးကိုအသုံးမချတတ်လို့လွဲသွားမယ်ဆိုရင်တော့နောင်တနဲ့ကြီးစွာပူပန်ရလိမ့်မယ်ဆိုတာကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောတာဟောခြင်းရဲ့အကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်သိနိုင်တယ်ပေါ့ဘာကြောင့်ဟောတာတုံးဆိုတော့မြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးကနောက်တရားအထုတ်မယ်ဆိုပြီးတော့တောဝင်တယ်တောထွက်တယ်ပေါ့ဗျာအဲ့ဒီမှာအထုတ်ရင်းနဲ့ဝရိယလျှော့ပြီးတော့ငါကတော့ဒီဘဝမဉ္ဇဉ်ဖွဉ္ဇဉ်ကိုရနိုင်မယ့်အနေအထားမရှိတော့ပါဘူးဆိုပြီးတော့ပြန်လှည့်လာပြီးတော့ဒီလိုပဲနေတယ်အဲ့ဒီမှာသူ့ရဲ့တရင်ကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီယဟန်ကိုခေါ်ပြီးတော့သင်ဟာဝရိယကိုလျှော့တယ်လို့ကြားတယ်အဲ့ဒါယဟန်တော်ကလည်းဟုတ်ကြောင်းပါလို့ရှောက်ရတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားဝရိယကိုမလျှော့နဲ့ဝရိယကိုလျှော့လို့ဒီတရားအထုအမြတ်နဲ့လွဲမယ်ဆိုလို့ရှိရင်ဟိုတုန်းကရွှေခွက်နဲ့လွဲခဲ့ရတဲ့ရွဲကုန်တဲ့မိုက်လို့သင်အကြာကြီးပူရလိမ့်မယ်ဆိုပြီးတော့အဲ့ဒီမှာသူ့ကိုအကြောင်းပြုပြီးတော့ဒီရွဲကုန်တဲ့ဇက်ကိုဟောတာအဲ့တော့ဦးဇင်းတို့ရွဲကုန်တဲ့ဇက်ရဲ့အဓိကရည်ရွယ်ချက်ဒီပါလဲဆိုရင်ရရှိလာတဲ့အခွင့်အရေးကိုအသုံးမချလို့လွဲပြီဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်နောင်တနဲ့အကြာကြီးပူရလိမ့်မယ်ဒါပဲသူ့ရဲ့အဓိကတော့ချက်ကအဲ့ဒါဘိဓပေါင်းသူတော်ကောင်းတို့ဇလန်းလေးကတော့နည်းနည်းလိပ်ပတ်လေအောင်2မိနစ်3မိနစ်တော့ပြောဥမှဖြစ်မယ်တည်ပြီးသားဆိုလည်းပဲနားထောင်ရမယ်နော်အေးဘုရားလောင်းကတကူသောဘဝတုန်းကရွဲကုန်တဲ့မျိုးမှသွားပြီးတော့ဖြစ်တယ်တဲ့အဲ့ဒါတနေ့တော့အဖော်ရွဲတဲ့ရွဲကုန်တဲ့တယောက်နဲ့နော်အရိဋ္ဌပူရမျိုးကိုသူတို့သွားကြတယ်ပေါ့ဟိုရောက်တော့သူတို့ရဲ့ကုန်တွေရဲ့ထုံးစံအတိုင်းနေမြေကိုအရင်ပိုင်းခြားလိုက်တယ်ဘယ်လန်းကမင်းရောက်ဘယ်လန်းကငါရောက်မယ်ဒါပေမဲ့လို့သူကပိုင်းခြားထားပြီးတော့သူပိုင်းခြားအပိုင်စားရတဲ့နေမြေကိုသူရောင်းပြီးပြီဆိုတော့ကျန်တဲ့လူကဝင်ရောင်းလို့ရတယ်သူမရောင်းသေးဘူးဆိုတော့ကိုကသူ့နေမြေတွေကိုဥဖျားဖျားသွားပြီးတော့ရောင်းလို့မရအဲ့လိုနေမြေကိုခွဲပြီးတော့ရွယ်ရောင်းရတယ်ပေါ့အဲ့လိုရောင်းရင်လည်းအဲ့ဒီမြို့မှာလည်းပဲတစ်ချိန်လုံးကအလွန်ချမ်းသာတဲ့တထေးကြီးမိသားစုရှိတယ်နောက်တော့ဆင်းရဲနွမ်းပါးပြီးတော့နောက်အလွန်ဆင်းရဲတဲ့မြေဖွားနှစ်ယောက်ပဲကျန်ရစ်တယ်အဲ့ဒါတထေးကြီးဘွားတုန်းကနောက်တထေးကြီးရှိတုန်းကသုံးနေတဲ့တသိန်းတန်တဲ့ရွှေခွက်တစ်ခွက်ကအိုးခွက်အဟောင်းတွေကြားထဲမှာကင်မေးတွေမြူမုံတွေအလိမ့်နှင်းကပ်ပြီးတော့ရွှေခွက်မှန်းတောင်မြေဖွားကမတိတော့ဘဲနဲ့အဲ့ဒါကြီးကခွက်အိုခွက်အဟောင်းကြီးတစ်လုံးနေနဲ့ရှိနေတယ်ပေါ့အဲ့ဒါနဲ့ဥယျာဉ်တို့ဘုရားလုံးနဲ့အတူတူရွေးရောင်းသွားတဲ့ရွက်ကုန်တဲ့ရဲ့နာမည်ကတေရီဝတဲ့နော်တေရီဝတဲ့အဲ့ဒီတေရီဝရွက်ကုန်တဲ့ကအဲ့ဒီလမ်းကိုသူရောက်တယ်သူအရင်ရောက်တယ်ရောက်တော့သူကရွဲလို့ဆိုပြီးတော့အော်ပြီးတော့ရောင်းတာပေါ့ရောင်းတော့မြင်းမလေးကရွဲပန်ရင်တဲ့အတွက်ကြောင့်သူ့အဖွားကိုပူကြတယ်ရွဲပေးပါရွဲဝဲပေးပါငါမှဝဲပေးစရာပတ်စံမရှိဘူးဆိုတော့ဟိုမှာခွက်ကြီးတစ်လုံးရှိပါတယ်အဲ့ဒီခွက်ကြီးနဲ့လွှဲရင်တစ်လုံးနှလုံးတော့ရမှာပါရွဲလေးတစ်လုံးနှလုံးဆိုရင်လေကျိုးလေးနဲ့တီးပြီးတော့ဆွဲမယ်ဆိုရင်ဆွဲခြင်းတယ်ပေါ့အဲ့လိုဆိုရင်လည်းခေါ်အေးဆိုတော့ခေါ်တာပေါ့အဲ့ဒါနဲ့တေရီဝရွက်ကုန်နဲ့တွေ့တော့ဘာနဲ့ဝင်မှဆိုဒီခွက်ကြီးနဲ့ဝင်မှဆိုတော့အဲ့ဒီခွက်ကြီးကိုအနံ့ချစ်ကြည့်လိုက်တယ်ရွှေခွက်ကြီးဖြစ်နေတယ်အဲ့ဒီမှာသူဘလို့စဉ်းစားလဲဆိုတော့ရွယ်အနှဲငယ်မျှတောင်းမပေးခြင်းဘူးဟိုကတောင်းတာကအနှဲငယ်ပဲတောင်းတာဒါပေမဲ့သူကအနှဲငယ်မပေးခြင်းဘူးတစ်လုံးနှလုံးလောက်တကက်အလကားနီးပါးနဲ့သူကရခြင်းလားပြီးတော့ပေးမယ်ဒါပေမဲ့အလကားနီးပါးနဲ့ရခြင်းလားဒါပေမဲ့အဲ့ဒါကလည်းအခုမပေးဘူးအခုတော့နည်းနည်းမူးထားလိုက်အောင်ပဲကုံတယ်တို့ရဲ့ဇိုင်းနဲ့ခက်မိုက်သူကမူးနေတဲ့သဘောပေါ့နော်သူကမူလိုက်တာနောက်တစ်ခေါက်ပြန်လာမှဘယ်မတော့ယူခဲ့အဲ့ဒီဥစ္စာကိုပေးမယ်နည်းနည်းနဲ့ပေးမယ်ဆိုတော့သူကအဲ့လိုအတီပေါင်းနဲ့အပိုင်ပေါက်တွက်တာပေါ့လေဟုတ်လားအဲ့ဒါကြောင့်မလို့သူကခွက်ကြီးကိုခတ်တီတီပဲမြေကြီးပေါ်ပြစ်ချတယ်ပဲဝက်တောင်မတန်ဘူးဒီဟာကြီးကအဲ့တော့ရွယ်တကုန်းနှစ်ကုန်းဆိုတာဘယ်လိုမှမရနိုင်ဘူးဆိုထွက်သွားတယ်အဲ့ဒါမြေဖွားနှစ်ယောက်တနာတော်ဝဲကြံရစ်တယ်အဲ့ဒါနဲ့သူရောင်းပြီးပြီဆိုတော့ခဏနေတော့ဘုရားလောင်းရွက်ကုန်တွေကအဲ့ဒီလမ်းကိုရောက်လာတယ်ဟိုလူရောင်းပြီးသားလမ်းဆိုတော့သူဝင်ခွင့်ရှိတယ်အဲ့ဒါနဲ့ရောက်လာပြီဆိုတော့မြင်းမလေးကထပ်ပြီးတော့ပူဇာပြန်တယ်ပူဇာတော့အဖွားကဟဲ့ခုနကတော့ငါတို့ကိုပဲဝက်တောင်မတန်ဘူးလို့ဒီခွက်ကြီးကိုမြေကြီးပေါ်ပြစ်ချသွားတာထပ်ပြီးတော့ဝယ်လို့လည်းရမှာမဟုတ်ပါဘူးအဲ့တော့မြင်းမလေးကအဖွားတဲ့ဒီလိုကတနာကျင်တဲ့ပုံရတယ်ပေါ့သူ့ရဲ့ရုပ်ရည်သူ့ရဲ့အတန်ကိုနားထောင်ကြည့်ရတာအဲ့ဒါနဲ့ဘာမှပေးမလဲမသိပါဘူးတော့ဝယ်ကြည့်ကြအောင်ဆိုအဲ့ဒါနဲ့မြေဖွားနှစ်ယောက်သွားကြပြန်တော့ဒီခွက်ကြီးကပဲဟိုရတော့ဘုရားလောင်းကအဲ့ဒီခွက်ကိုချစ်ကြည့်ပြန်တယ်ရွှေခွက်ကြီးမှန်းသိတယ်
တိတဲ့ခါကျတော့ဘုရားလောင်းရဲ့ရိုးသားမှုကိုလည်းပဲအခြေခံနေပေါ့တန်ရာတန်ကြီးကိုပေးလို့တဲ့စိတ်ကိုလည်းပဲအခြေခံနေပေါ့အဲ့ဒါနဲ့ဘာပြောလို့ဆိုအဖွာဒါကတသိန်းတန်တဲ့ရွှေခွက်ကြီးဒီရွှေခွက်နဲ့တန်တဲ့ပစ္စည်းသူ့စီမှာမပါဘူးတဲ့အဲ့ဒါလိုပြောလိုက်ခါတော့အဖွားကြီးကမျက်လုံးပြိုးသွားတယ်အော်ငါသားဒါမင်းရဲ့ဘုံကံကြောင့်ဒါရွှေခွက်ဖြစ်သွားတာနေမှာစောတော်တုန်းကလူကပဲဝက်တောင်မတန်ဘူးဆိုပြီးမြေကြီးကိုပြစ်ချသွားတာဒါမင်းဘုံကံကြောင့်ရွှေခွက်ဖြစ်သွားတာအဲ့တော့မင်းပေးခြင်းတော့ပဲပေးအဲ့လိုပြောတယ်အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကအဲ့လိုဆိုရင်ဘွာဒါကတော့တသိန်းတန်တာအမှတ်ပဲသို့တော့အဖွားကပေးခြင်းတော့ပေးမင်းကိုပေးမယ်ဆိုတော့ဘုရားလောင်းကအဲ့လိုဆိုရင်သူ့မှာရွှေရောင်းပြီးသားအတပြား900ရှိတယ်ပြီးတော့မရောင်းရသေးတာလည်း900ဘိုးလောက်ရှိတယ်အဲ့ဒါဒီအကုန်လုံးအဖွားတို့သားမိယူရဲ့တပြား900ဆိုသူတို့တတိဖြစ်သွားတယ်ပေါ့ဟုတ်လားအေးရွှေတွေလည်းအကုန်လုံးပေးပြီးတော့အဲ့ဒီတဲကဘုရားလောင်းကမြစ်ကိုကူးဖို့နီလဝဟာမြစ်ဆိုတာရှိတယ်သူကရွှေရောင်းလာတော့အဲ့ဒီမြစ်ကိုကူးဖို့အတွက်ရှစ်အစပြားသူပြန်ယူထားတယ်ပြီးတော့အရေးအကြောင်းကြုံလာလို့ရှိရင်လက်နဲ့အဖြစ်နဲ့တိုက်ခိုက်ဖို့ဆိုပြီးတော့ချိန်ဝင်ရိုးကိုသူယူတယ်ဒါပဲကျန်တာဘာမှမယူတော့ဘူးအဲ့ဒါလွယ်ဤထုံးတွေကိုချိန်ဝင်ရိုးကိုထည့်တယ်ပြီးရင်ရှစ်စပြားထည့်ပြီးတော့တခါတည်းအဲ့ဒီကနေပြီးတော့သူခတ်တုတ်တုတ်လစ်သွားတယ်ဘုရားလောင်းကမြစ်စေရောက်ပြီဆိုတော့ကရုသမားကိုရှစ်အစပြားတခါတည်းထည့်ပြီးတယ်ဘယ်သူခေါ်လို့မှမပြန်ပြီးတော့လှည့်နေငါ့ကိုအော်တာတခါတည်းပို့အဲ့ဒါနဲ့သွားကြရောသူဘုရားလောင်းလည်းထွက်သွားပြီဆိုတော့တောက်လျှောက်ခုနတုန်းကတေဒီဝါရဲကုံတွေကရောက်လာတယ်သူကဒီရှုကကြီးကမျက်စိတွေကမထွက်ဘူးအဲ့တော့သူဝေးဝေးလန်လန်ကိုမသွားဘူး။ကဲဒီလောက်ဆိုလို့ရှိရင်တော့ဒီမြေဖွားကိုတစ်လုံးနှလုံးလောက်ပေးလိုက်ရင်တော့ရမှာပဲဆိုပြီးတော့ဟုတ်လားရမှာပဲဆိုပြီးတော့လာတဲ့ခါကျဘယ်မလို့ယူခဲ့ပေါ့ခမမပဲလေးသားကခုနတုန်းကခွက်ရွက်တစ်လုံးနှလုံးပေးမယ်ပေါ့တမြေဖွားနှစ်ယောက်ကဘာပြောတော့ဆိုတော့မင်းကပဲဝဲမှမတန်ဘူးလို့ပြောတာကိုတသိန်းတန်တဲ့ရွှေခွက်ဆိုဟောတို့ကိုအတပြား900ကိုရွှဲ900ဘူးလို့အကုန်လုံးပေးသွားတယ်ဆိုသူ့ကိုဆဲကြတာပေါ့အဲ့ဒီမှာသူကဟာရွှေခွက်ပါသွားပြီဒါတေးကြရလားဆိုတော့သူမယုံနိုင်ဘူးအဲ့ဒါနဲ့မြေးဖွားနှစ်ယောက်ကိုသူတေချာကြည့်တော့လည်းပဲဒါဟာနော်အပြောအပြက်ပြောနေတာမဟုတ်ဘူးတကယ်ဆိုတဲ့အမူအရာကိုလည်းသူတွေ့ရတယ်အဲ့ဒီလိုတကယ်ဆိုတဲ့အမူအရာကိုလည်းတွေ့လိုက်ရောသူစိတ်ထဲမှာဘလောင်ဆူသွားတယ်ဘလို့မှသူစိတ်ထဲမှာထောက်တည်ရမရတော့အဲ့ဒါနဲ့အဖွားတကယ်ပါသွားသလားဟာတကယ်ပါသွားတယ်တကယ်ပါသွားတယ်ဆိုတော့သူဘာလို့မလုပ်ဆိုတော့ဒါငါရထိုက်တဲ့အရာငါရထိုက်တဲ့အရာကိုဖုတ်ခေါင်းယူသွားတာအဲ့ဒီလိုမတရားတာပြီးတဲ့ကိုအပြစ်ကိုမြင်မှုနော်သူများအပြစ်ကိုပဲမြင်တယ်အဲ့တော့သူဘာလုပ်တော့ဆိုတော့သူယူသွေးတမ်းပဲဘာလုပ်လဲဆိုတော့ရွှေတွေကိုအကုန်လုံးဖြန့်ကျက်ပစ်လိုက်တယ်တောင်းကိုလည်းပဲလွှင့်ပလိုက်တယ်ရတဲ့ငွေတွေကိုလည်းအကုန်လုံးပြစ်ကျဲလိုက်တယ်ပြစ်ကျဲပြီးတော့စောစောတုန်းကချိန်ဝင်ရိုးကိုလက်နဲ့အနေနဲ့ကင်ပြီးတော့ဘုရားလောင်းနောက်ကိုလိုက်တယ်အမှန်ကတော့သူလောဘဒေါသနဲ့ယူသွားပြီအဲ့ဒီချိန်မှာဟုတ်လားအေးလိုက်သွားတဲ့အခါကျတော့မြစ်စိတ်ရောက်တော့မြစ်လေကောင်မှာမြင်ရတယ်ကရုသမားကနော်ရွှေခွက်ပါတဲ့ဘုရားလောင်းကိုတည်သွားပြီအဲ့ဒါနဲ့ပြန်လာခဲ့လို့ခေါ်တယ်ဒါမဲ့လို့ကရုသမားကရှစ်အစပြပေးထားတဲ့ဘုရားလောင်းရဲ့စကားကိုပဲနားထောင်တာပေါ့ဒီလိုနဲ့သွားရင်းနဲ့သူ့ရဲ့မြင်ကွင်းကနေပြီးတော့ဘုရားလောင်းနဲ့ကရုသမားပျောက်ကွယ်သွားပြီလဲဆိုရောတည်ကြသွားပြီဒီရှုခွက်ကြီးငါမရနိုင်တော့စောစောတုန်းကတော့နော်ငွေတွေရွဲတွေကိုပြစ်ကျဲတုန်းကတော့ဘုရားလောင်းနောက်ကိုလိုက်ရင်ရာကောင်းရာအောင်မယ်ဆိုတဲ့အတွေ့လေးသူ့မှာရှိသေးတယ်ပေါ့ဟုတ်လားခုမြစ်စိတ်ရောက်ပြီဆိုတော့ပြန်ခေါ်တော့လဲသူရာအောင်မယ်လို့ထင်သေးတယ်ဒါပေမဲ့ဟိုကမြစ်ဟိုပဲရောက်မြင်ကွင်းကပျောက်သွားပြီဆိုတော့မရနိုင်တော့ဘူးဆိုတာသိကြသွားပြီအဲ့ဒီသိကြပြီလဲဆိုရောသူ့ရဲ့နှလုံးဟာပူလုံးမကပူပြီးတော့နော်နှွေးကားမှာညွန်အိုင်ဒီကွဲတဲ့ကဲ့သို့လို့စာတွေကတော့အဲ့လိုပြောတယ်သူ့ရဲ့နှလုံးဟာကွဲတယ်တဲ့ကွဲတဲ့အတွက်ကြောင့်ခရင်းကသွေးပွက်ထွက်ပြီးတော့အဲ့ဒီနာနဲ့သူဟာသေတယ်ယူယုံနဲ့မကဘူးအသက်ပါဆုံးသွားတယ်အဲ့တော့ဘေးသဘောင်းတော်ကောင်းတို့ဒီဇလန်းဒီဇတ်တော်ကိုလူတိုင်းကြားဖို့လေဟုတ်လားအဲ့ဒီမှာစဉ်းစားရရှိတာကအဲ့ဒီရွဲကုန်တဲ့ရဲ့အနေအထားကိုစဉ်းစားရရှိတယ်ဒီရွဲကုန်တဲ့ဟာဒီတသိန်းတန်ရှုခွင့်နဲ့ဘာကြောင့်လွဲရတယ်လဲအဲ့ဒီအချက်ကလေးကိုစဉ်းစားရမယ်အမှန်ကသူ့အရင်တွေ့တာနော်အခွင့်အရေးဟာသူ့အရင်ရတာဒါမဲ့လို့သူကဘယ်လိုစဉ်းစားလဲဒါကိုသူကအလကားနိဗ္ဗာန်နဲ့လိုချင်တဲ့တစ်ချက်တန်ရာတန်ကြီးမပေးနိုင်တန်ရာတန်ကြီးပေးရမယ်ဆိုတာကဒီတသိန်းတန်တဲ့ရွှေခွက်ကိုတသိန်းတန်ကြီးပေးရမယ်လို့မဆိုလို့ဘူးထိုက်တဲ့လောက်ပေးလိုက်ရင်ကိုရမှာဒါမဲ့အဲ့ဒီထိုက်တဲ့လောက်ဆိုတဲ့အာဆွမ်းကိုပဲသူမထုတ်နိုင်ဘူး
ဟုတ်လား तू ကတခက်မှအနေနဲ့လေးအလကားနေပါနဲ့ရကြလားအဲ့ဒီတစ်ချက်ဟာသူ့ရဲ့အမှားပဲနောက်တစ်ချက်ကဘာလဲဆိုတော့ဦးဇင်းစဉ်းစားကြည့်မိတယ်နောက်တစ်ခေါက်ဆိုတာလေ तू စဉ်းစားတယ်ပြီးရင် तू လာမှဒါတန်ရောစင်မပြတ်သေးဘူးအခုက तू ကမူးထားခဲ့တဲ့ကိစ္စပဲခဏနေရင် तू ပြန်လာမယ်အဲ့တော့သူစိတ်ကူးထဲမှာတော့ဒီရွှေခွက်ကြီးကခဏနေရင်ရမှာခဏနေရင်ရမှာနောက်တစ်ခေါက်ဆိုအေးအေးဆေးဆေးပဲဒါပေမဲ့တကယ်တမ်းလက်တွေ့မှာနောက်တစ်ခေါက်ကရွှေခွက်ရမယ်နောက်တစ်ခေါက်မဟုတ်ဘူးအဲ့ဒီနောက်တစ်ခေါက်ကသူ့ရင်ဘတ်ဆောင်းကံမယ်နောက်တစ်ခေါက်ဖြစ်နေဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အေးအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့တကယ်တမ်း तू လွဲပြီလဲဆိုရောဟောတွေ့ယူတွေ့တဲ့နဲ့အကုန်လုံးကိုကျေဖြန့်ဖြစ်တယ်နောက်ဆုံးလွဲသွားတာသိကြပြီဘုရားလောင်းတဲ့ကရုသမားမြင်ကွန်းကလည်းပျောက်ပြီလဲဆိုတော့ဟောရွှေခွက်ဆုံးယုံနဲ့မကဘူးအသက်ပါဆုံးသွားတယ်ဒီနေရာမှာတရားဓမ္မတို့ဦးဇင်းတို့တွေလည်းပဲများသောအားဖြင့်ဒီရွယ်ကုန်နေဘာမှမထူးဘူးအများစုကမထူးဘူးနော်အများစုဘလို့မထူးသလဲဆိုတော့စဉ်းစားကြည့်ဒီမဉ္ဇဉ်ဖုန်ဉဏ်ဒီဟူသောတရားထူးတရားအမျက်ကိုဒါမြတ်စွာဘုရားကရွှေခွက်နဲ့ဥမာပေးတာပါပဲဟုတ်လားအေးဒီရွှေခွက်နဲ့တူတဲ့တရားထူးတရားမြတ်ကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာရကြောင်းကိုအကြောင်းမျိုးမျိုးပြပြီးတော့လွဲအောင်လုပ်နေတယ်ပေါ့တစ်အချက်ကတော့ဝရိယမဆိုင်ခြင်းတန်ရာတန်ကြီးမပေးခြင်းနည်းနည်းလေးကြိုးစားအထောက်တန်နဲ့ရခြင်းနဲ့အလွန်ထင်ရှားတာကတော့ကုသိုလ်ကောင်းမှုလေးနည်းနည်းလုပ်ပြီးရင်ဆူတောင်းမြန်ရင်ရတော့ရခြင်းနဲ့မရခြင်းဘူးလို့တော့မဟုတ်လားဒါပေမဲ့တန်ရာတန်ကြီးသိပြီးတော့မပေးခြင်းဆူမတောင်းရဘူးလို့ဆိုတော့မဟုတ်ဘူးနော်ဆူတောင်းခြင်းရဲ့အခန်းကဏ္ဍလည်းအလွန်ကြီးကျယ်ပါတယ်ဟုတ်လားဒါပေမဲ့လို့မြတ်စွာဘုရားကဒါလုပ်ရင်ရမယ်လို့တိကျဖို့ပြောထားတာပဲလေသို့တော်တရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒါကိုမလုပ်ဘူးပေါ့ဟုတ်လားငယ်ငယ်တုန်းကဟိုဦးဇင်းကိုဆွန့်ချက်ကတဲ့ဖွားတိလရှင်ဆရာကြီးတယောက်ရှိတယ်အဲ့တော့ဦးဇင်းကသူ့ကိုမေးတာပေါ့အဖွားသောတာပန်ဖြစ်မယ်ဆိုရင်အဖွားကိုလူတယောက်ကတတ်မယ်တတ်ပြီးရင်သောတာပန်ဖြစ်မယ်ဆိုရင်အဖွားအသက်ခံနိုင်မှာမလားလို့ပဲအမလီသောတာပန်သာဖြစ်မယ်ဆိုတော့အသက်ခံနိုင်မှာလေတဲ့သိကြလားဆိုသိကြတယ်ဒါနဲ့အဖွားတရားအထောက်အမှာကိုတရားမှာတောင်ကြောက်တယ်ပေါ့ဆိုအဲ့တော့ तू ကနားမလဲဘူးသိလားမျိုးလုံးပြူးနဲ့ဦးဇင်းကိုကြည်နေတာဒါနဲ့အဖွားကတရားအထုတ်ရမှာကိုတရားမှာလည်းကြောက်တယ်ပေါ့လို့ဘာဖြစ်လို့တော့လဲဘုရားကတရားအထုတ်လို့ရင်တရားတို့တရားမြတ်ကိုရမယ်လို့ဟောထားတာအဖွားကအသေးပဲခံမယ်တရားတော့အမထုတ်ဘူးဆိုတဲ့အတိပ္ပယ်ရောက်အဲ့တော့တရားအထုတ်ရမှာကိုတရားမှာလည်းကြောက်တယ်ဆိုတဲ့အတိပ္ပယ်မရောက်ဘူးလားဆိုတော့ဟုတ်သားပဲတဲ့သိလားအဲ့တော့ဦးဇင်းတို့ကလည်းတခါလေကိုယ့်ကိုယ်စဉ်းစားကြည့်တယ်ပေါ့နော်တန်ရာတန်ကြီးမပေးခြင်းတကယ်နင်းနေလေးနဲ့မှအလကားလေးပါလိုချင်တဲ့ဒီမဉ္ဇဉ်ဖုန်ညာအဲ့ဒါကြောင့်မို့လို့အဲ့ဒါနဲ့လွယ်ရလိမ့်မယ်နောက်တစ်ချက်ကရွယ်ကုန်တယ်ဒီနောက်တစ်ခေါက်ဆိုတာကိုသူအလွန်မျှော်လင့်တယ်တရားဓမ္မတို့ဦးဇင်းတို့လည်းပဲနောက်တစ်ခေါက်ကိုအလွန်မျှော်တယ်အဲ့ဒီနောက်တစ်ခေါက်ကဘာလဲဆိုရင်ဘယ်တော့ကြာရင်တော့ငါဘလို့ကိုပြီးပြင်းလှုပ်လိုက်မယ်ဆိုတဲ့နောက်တစ်ခေါက်ဟုတ်လားအနာဂတ်နောက်တစ်ခေါက်ပေါ့နော်ဒါပေမဲ့အဲ့ဒီကိုမျောမှန်းခဲ့တဲ့အဲ့ဒီအနာဂတ်နောက်တစ်ခေါက်ကြီးကတကယ်ဖြစ်လာပြီတကယ်ပြစ္ဆုတ်ပံရောက်လာပြီဆိုတော့အဲ့ဒီကြတော့လည်းပဲဟိုလိုဇီလိုအကြောင်းမျိုးမျိုးပြပြီးတော့နောက်ထပ်အနာဂတ်နောက်တစ်ခေါက်ဆိုတာရပြန်ရောဒီလိုနဲ့နောက်တစ်ခေါက်ပြီးနောက်တစ်ခေါက်နောက်တစ်ခေါက်ပြီးနောက်တစ်ခေါက်နဲ့သေသားသေးရောနောက်တစ်ခေါက်ကမစောဟုတ်လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တန်ရာတန်ကြီးမပေးနိုင်ဘူးဟုတ်လားဒီအချက်ကြောင့်လွယ်လိမ့်မယ်ပြီးရင်အနာဂတ်ကိုမဆုံးနိုင်အောင်ရွှေ့နေတဲ့အတွက်ကြောင့်လည်းပဲလွယ်ရလိမ့်မယ်ဒီရှိခွက်နဲ့အေးတချို့ဘဝဆုံးသွားပြီရွှေခွက်နဲ့လွဲသွားတဲ့လူတွေပဲတကယ်တမ်းကတရားသူတရားမြတ်ကိုမရဘဲနဲ့သိဆုံးသွားတဲ့ပုဂ္ဂိုလ်တိုင်းဒီအဲ့ဒါရွှေခွက်နဲ့ဒီဘဝမှာတော့လွဲသွားတာပဲလွဲသွားပြီဆိုတဲ့အခါမှာသောတလုံးကတေတိဝရွဲကုန်နေသည်ပထမယူတယ်နောက်သေးတယ်အဲ့ဒီအချက်ကလေးကိုစဉ်းစားကြည့်နော်အဲ့ဒီမှာတေဂာနီးအနေထားလေးကိုစဉ်းစားကြည့်နော်မဉ္ဇဉ်ဘုံဉဏ်တရားတို့တရားမြတ်စိတ်ချရတဲ့အနေထားနဲ့လွဲခဲ့ပြီဆိုတော့ဘာဖြစ်တော့ရွဲကုန်တဲ့ကရွဲတွေငွေတွေကိုပြစ်ကျဲသလိုမတွေ့ယူတွေ့တမ်းဖြစ်ပြီပေါ့ဟုတ်လားအဲ့လိုပဲတေဂာနီးမှာငါတော့ဆုံးခဲ့ပြီငါတော့ရှုံးခဲ့ပြီအခွင့်အရေးတွေအကုန်လုံးကိုဖြုံးထိခဲ့ပြီဘာမှမရငါမရလိုက်ပါလားပူလောင်မှုနဲ့အကုန်လုံးပြာရခတ်ပြီးတော့တချို့ဆိုရင်မကယ်နိုင်ရတော့ဘူးလားဘာလားညာလားဆိုပြီးတော့နှုတ်ကနေဖွင့်ပြီးတော့အကူကြီးတောင်းတာတွေဘာတွေမရှိဘူးလားတချို့ငိုကြတာရှိတယ်ယိုကြတာရှိတယ်ဒါပါလဲဆိုတော့ရွဲကုန်တဲ့ဟာအိမ်ဘဝမှာအကုန်ဖြန့်ကျဲပြီးတော့သူယူသူတန်းဖြစ်နေတာနဲ့အလွန်တူတယ်လို့ဦးဇင်းထင်တယ်ဟုတ်လားအေးအဲ့ဒါလိုနဲ့သူလိုက်သွားပြီနောက်ဆုံးဒီသိချင်းတရားကတော့ငါဘယ်တော့မှမလွတ်နိုင်တော့ဘူးဟုတ်လားတရားတို့တရားမြတ်လည်းမရဘူးနောက်ဘဝကတော့ကံပြစ်ချရပဲစိတ်နှလုံးဒုံဒုံချပြီးတော့တကယ်တည်တော့မှနဲ့တူပါရဲ့လို့လဲတိလိုက်ခဲ့ရော
ဟုတ်လားရှုံးသွားတဲ့ဘုရားလောင်းတို့မြင်ကွင်းကပျောက်သွားလို့နောက်နှလုံးကွဲပြီးတော့တည်ရတဲ့ရွဲကုန်တယ်လို့အဲ့ဒီကြတော့တကယ်ကိုအပူကြီးပူပြီးတော့အရှုံးကြီးရှုံးရတယ်အဆုံးကြီးဆုံးရတယ်ဟုတ်လားရွဲကုန်တဲ့ရဲ့ဖြစ်စဉ်နဲ့တရားဓမ္မတို့ဦးဇင်းတို့လူသားမဏေရဲ့ဖြစ်စဉ်ဟာအလွန်မှတူတယ်လို့ဦးဇင်းကတော့ထင်တယ်ဟုတ်ရဲ့လားရနေတဲ့အခွင့်အရေးကိုအကြောင်းမျိုးမျိုးပြပြီးတော့ချွတ်ချော်အောင်လုပ်တယ်လွဲသွားပြီဒါသေးချာသွားပြီအခုချိန်ကတော့မလွဲတာဆိုတော့မသေးချာသေးဘူးလေဟုတ်တော့မသေးသေးသမျှဘာမှဆိုဖြစ်နိုင်သေးတာဟုတ်နော်ဒီဘဝမှာဟုတ်လားအဲ့တော့မလွဲသေးဘူးဆိုတော့အပြုချက်ကလေးရှိတယ်ဒါကြောင့်ယူစရာလည်းမလိုသေးဘူးရင်ကွဲပြီးတော့သေစရာလည်းမလိုသေးဘူးနော်တကယ်ဖြစ်မှာကဘယ်အနေထားရောက်မှန်းဆိုမရတာလည်းသေကြပြီသေရတော့မယ်ဆိုတာလည်းသေကြပြီဆိုတာကိုသိတဲ့အချိန်မျိုးမှာအဲ့ဒါသွေးယူသွေးတန်းစဖြစ်မယ်ပြီးရင်အကြီးအကျယ်တုံလို့ခြောက်ချမ်းပြီးတော့သေရလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီဇတ်တော်လေးကိုဟောပြီးတော့ဏိခုံးမှာဗာပြောတော့ဆိုတော့ဣဒစေနံဝိရာရိတိတတ္တမတ္တနိယမတံရှိတံတော်အနုတ္တပိတ္တံတိတိရိဝါယံဝါနိသောတဲ့ဒီကထာလေးပြောတယ်အတိတ်ကဘာတော့ဆိုတော့ဣဒဤသာသနာတော်မြတ်ကြီး၌တတ္တမတ္တသူတော်ကောင်းတရားဤနိယမတံနော်တည်မြဲတဲ့ခိုင်မြဲတဲ့အဖြစ်လို့ဆိုရတဲ့သောတပတ္တိမေညာဖွဉ္ဉံကိုရတဲ့အဆင့်လို့ဆိုတဲ့ဒီနိယမဓာတ်ကိုနော်စေဝိရာတိတိအကယ်၍လွဲချော်ခဲ့မယ်ဆိုလို့ရှိရင်ဆိုလိုတာကသာသနာတော်မြတ်ကြီးနဲ့တွေ့တဲ့အခိုက်ကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုလို့ရှိရင်အထုတ်နိုင်တဲ့အခွင့်အရေးအပြည့်အဝရှိတဲ့လူဘဝကိုရနေတဲ့အခိုက်ဒီအခြေအနေကောင်းတွေအခွင့်သာတုံးဆိုတာကိုကြုံနေပါလေခင်နဲ့နော်မေညာဖွဉ္ဉံကိုရအောင်အာမထုတ်လိုက်နိုင်ဘူးသောတပတ္တိမေညာဖွဉ္ဉံကိုအဓိကထားပြီးတော့ပြောတယ်ဒီနေရာမှာနော်နိယမတဲ့နော်နိယမဆိုတာနော်ခိုင်မြဲသွားတဲ့သဘောနော်သူကမြဲသွားတယ်ဆိုတဲ့သဘောဘာမြဲလဲဆိုတော့ချမ်းသာမြဲတယ်ပေါ့သူတည်လို့ရှိရင်အပေလေးပါးကြားစရာအကြောင်းမရှိဘူးအထက်မေညာဖွဉ္ဉံကိုတေချာပေါက်သူကလဲလျောင်းရရှိတယ်ဒါကြောင့်သူကအနိယမမဟုတ်ဘူးနိယမဣဒစေနံနော်ဝိရာရိတိတတ္တမတ္တနိယမတံနော်သူတော်ကောင်းတရားရဲ့နိယမတဆိုတာအဲ့ဒါဥစဉ်တို့တတ္တပတိမဉ္ဇဉ်ဖွဉ္ဉံကိုပြောတာတဲ့နော်အဲ့ဒါကိုတကယ်လို့များအကြောင်းအမျိုးမျိုးကြောင့်လွဲချော်သွားမယ်ဆိုရင်တဲ့စေဝိရာရိတိအကယ်၍လွဲချော်သွားမယ်ဆိုလို့ရှိရင်တွန်တင်သည်ရှိတံကြာမြင့်စွာသောကာလပတ်လုံးအနုတ္တပိတ္တံတိတအုပ်နှွေးနှွေးနဲ့ပူဆွေးစိုးရင်ရလတံတဲ့ဘယ်လိုလူပူဆွေးတယ်လို့ပူဆွေးရမှာတော့ဆိုတော့တိရိဝါယံဝါနေလျှောတဲ့တိရိဝအမည်ရှိတဲ့ရွဲကုန်တယ်ပူတယ်လို့ပူရလိမ့်မယ်တဲ့ဒါလိုက်တောင်ပြောတာနော်ပေးတင်ပေးလိုက်တဲ့အခွင့်အရေးရတဲ့ရလိုက်တဲ့အခွင့်အရေးကိုရနေတဲ့အခိုက်တမှာပေးတင်ပေးလိုက်တဲ့အရင်ကြီးကိုမပေးလိုက်လို့နော်ရတဲ့ရလိုက်တဲ့နော်တကယ်ဆုလက်နဲ့လွဲသွားပြီဆိုရင်တော့တရားဓမ္မတို့ဥကျင်းတွေနော်ရွဲကုန်တယ်လို့ပူရလိမ့်မယ်ဒီနေ့မှာဥကျင်းတို့ပေးတဲ့ပေါင်းတော်တို့ချက်ထွင်ပြီးတော့စဉ်းစားကြရရှိတာကရွဲကုန်တယ်ကအတွေးတွေမှားလို့အတွက်တွေမှားလို့လွဲချော်သွားတာကတသိန်းတန်ရွှေခွက်ပေါ့နော်တရားဓမ္မတို့ဦးဇင်းတို့တွေကအတွေးတွေမှားလို့အတွက်တွေမှားလို့လွဲချော်သွားမှာကမဉ္ဇဉ်ဖွဉ္ဉံတရားတို့တရားမြတ်တသိန်းတန်ရွှေခွက်နဲ့မဉ္ဇဉ်ဖွဉ္ဉံနဲ့ဘယ်ဟာကတန်ဖို့ရှိတော့အဲ့လိုဆိုရင်ရွဲကုန်တဲ့ကိုကပူမိုက်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ရွဲကုန်တဲ့ထဲမိုက်သူများဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ဟောဥမာနဲ့တူတယ်လို့ဦးဇင်းကစဉ်းစားထားတာဟုတ်လားနော်ဒါပေမဲ့လို့အခုကအခွင့်အာဏာတုံးလွတ်အောင်ယုံဖြစ်သွားတယ်နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့စဉ်းစားကြရည်အများကြီးရှိတယ်နော်ဒါကြောင့်ရွဲကုန်တဲ့ဇက်ကိုအဓိကဟောပြောရခြင်းရဲ့အကြောင်းတည်ရရှိနေတဲ့အခွင့်အရေးကိုအသုံးမချလို့နော်ရတဲ့ရလိုက်တာနဲ့လွဲသွားပြီဆိုရင်အင်မတန်ကြီးကျယ်တဲ့နောင်တန်းနဲ့ပူရတတ်တယ်ဆိုတာလေးကိုကိုယ်သတိပေးဖို့ပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်တို့ဒီကနေ့ဦးဇင်းတို့ပြောကြတဲ့အကြောင်းအရာတွေကိုအကုန်လုံးညီကုန်းချုပ်ကြည့်မယ်ဆိုလို့ရှိရင်နော်တန်လျာဝဆင်းကလွတ်မြောက်အောင်ရုံးထွက်နိုင်ဖို့အတွက်တစ်အချက်အပမဒတရားမှာမွေးလျော်ရမယ်နှစ်အချက်မိမိရဲ့စိတ်ကိုအမြဲတမ်းထိန်းသိမ်းရမယ်စောင့်စည်းရမယ်အဲ့ဒီအင်္ဂါရနှစ်ချက်နဲ့ကြိုးစားပြီးတော့မိမိရဲ့ကိလေသာတွေဟူသောညုံညောင်းမှနစ်နေတဲ့ဒီစိတ်ကိုထုတ်ဆောင်နိုင်ဖို့လိုတယ်အဲ့လိုထုတ်ဆောင်ဖို့အတွက်အခွင့်အရေးအပြည့်အဝရှိတဲ့လူဘဝကိုရန်ထားတယ်ဒီလူဘဝဒီပင်လည်းတန်ဖိုးရှိတယ်ရလဲအလွန်မှရခဲ့တယ်ရခဲ့သောတန်ဖိုးရှိလွန်သောဒီလူဘဝကိုရတဲ့အခိုက်အတန့်မှာနော်ရနိုင်ခွင့်အပြည့်အဝရှိတဲ့စိတ်ချရတဲ့မဉ္ဇဉ်ဖွဉ္ဉံဆိုတဲ့တရားတို့တရားမြတ်ကိုရအောင်ကြိုးစားအထောက်ဖို့လိုတယ်ပေါ့အာမထုတ်လိုက်ဘူးအကြောင်းမျိုးမျိုးကြောင့်ဆိုပြီးတော့လွဲခဲ့မယ်ဆိုရင်တော့ဒီအချိန်မှာတော့မပူရသေးဘူး
နော်ကိုအတွေ့တွေနဲ့ကိုတော့ဟုတ်နေမှာပေါ့ဟုတ်လားအေးဘယ်ချင်းကြရင်ပူရအောင်ဘဝရဲ့နောက်ဆုံးချိန်ကြရင်နော်ပူရလိမ့်မယ်အဲ့ဒီကြတော့သူကတေးချသွားပြီလေလွဲသွားပြီဆိုတာတေးချသွားပြီနောက်စောတော်ကရွဲကုန်တွေကလည်းမလွဲခင်တုန်းကတော့သူ့စိတ်ကူးနဲ့သူဟုတ်နေတာပဲလေဟုတ်လားနောက်တစ်ခေါက်ဒီရွှေခွက်ကြီးကိုယူမယ်အမေ၄တောင်းချွန်ချင်းချွန်နေမှာဟုတ်လားအေးတကယ်လွဲသွားပြီဆိုတော့မှတကယ်ပူရတာပဲဟုတ်လားအဲ့လိုပဲဒီကမတို့ဦးဇင်းတို့ဘဝရဲ့နောက်ဆုံးအခြေတကယ်လွဲသွားပြီဆိုတာကိုသိရမယ်ဆိုရင်မကောင်းပါဘူးအဲ့ဒီအခြေမှာငါမလွဲဘူးဆိုရင်တော့ဒါတော်တော်ကိုရွှေခွက်ကိုရသွားတဲ့ဘုရားလောင်းလို့ပြောရမယ်ပေါ့အဲ့ဒီချင်းကြရင်တော့ဟုတ်လားလွဲမယ်ဆိုရင်တော့ရွှေခွက်နဲ့လွဲတဲ့ကုန်တယ်လို့ပူရမယ်ပေါ့ဒါကြောင့်ပေသပေါင်းတော်ကောင်းတို့တသိန်းတန်ရွှေခွက်ဆိုတာမဲ့ဉဏ်ပူဉဏ်တရားတို့တရားမြတ်နဲ့ဥမာပေးပြီးတော့ဟောတဲ့အရာပါနော်ဒါကြောင့်အခွင့်သာတို့မှာမလုပ်ရမယ်လွတ်အောင်ရုံရမယ်ဆိုတာကိုပေသပေါင်းတော်ကောင်းတို့သိရှိနားလည်ပြီးတော့ဘုရားသာသနာနဲ့တွေ့ရတဲ့လူအဖြစ်ကိုရတဲ့အခိုက်အတန့်မှာနော်သစ္စာ၄ပါးတရားသိရသိကြောင်းနောက်သတိပဋ္ဌာန်တရား၄ပါးမဲ့ခင်၈ပါးအစရှိတဲ့တော်ကောင်းတရားတွေကိုကျင့်ကြံကြိုးကိုအထုပြီးတော့မဲ့ဉဏ်ဖို့ဉဏ်တရားတို့တရားမြတ်ကိုရအောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့အခွင့်အရေးတို့လွတ်အောင်ယုံဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနန္တရာတုခေဝံတုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနန္တရာတုခေဝံတုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနန္တရာတုခေဝံတုတိဒေတုမကံတေတရားနာပိသပေါင်းသူတော်ကောင်းတို့စာတာအလုံးသောတတ္တဝနန္ဒတို့အားလာဘမင်္ဂလာလောကိလောကုတ္တရာကောင်းဆိုသည်မြမင်္ဂလာဝဝတိဘဝတုကောင်းဆိုဟာမသိဖြစ်တော်မူကြပါစေတည်းသာဘဒေဝတာမိမိတို့ခန္ဓာကိုယ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှစောင့်ကြနေကြကုန်သောနာမျက်နှာကောင်းနာပေါင်းတို့ဟာလည်းပင်ရက္ခဏတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသာဘဝရဏုဘဝေနကင်းကောင်းဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုသောတာဘဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတ်တေသောအနုဘောတော်တို့ကြောင့်၎င်းသာဘဓမ္မနုဘဝေနမဲလီရန်ဖူလီရန်နိဗ္ဗာန်ပတိတိဟုဆိုသောဆရံတို့တရားတော်မြတ်တို့ရဲ့တကုတ်တေသောအနုဘောတော်တို့ကြောင့်၎င်းသာဘတံဃာနုဘဝေနမေကထံလေးရောက်ပလထံလေးရောက်ဆိုသောရှေဟောတော်ရိယတန်ခါရှင်မြတ်တို့နှင့်တကွတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ်တေသောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြကြမ်းမှချမ်းသာခြင်းရှိရကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း